အကောင်းဆုံးနဲ့မလွဲစေနဲ့လို့တရားကောင်းစဉ်လေးပေးပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟောပါနော်အကောင်းဆုံးနဲ့မလွဲစေနဲ့တဲ့လောကမှာကောင်းတယ်ဆိုတဲ့အရာဟာဘာလဲလို့မေးရင်ကုသိုလ်တရားတွေကိုပြောတာလို့နားလည်ထားကြရမယ်နော်ပေကံစွန့်ကြဲလှူဒန်းခြင်းဆိုတဲ့ဒါနကောင်းမှုသည်လောကမှာကောင်းမြတ်တဲ့အရာပဲမိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းထိန်းသိမ်းပြီးတော့နေခြင်းလို့ဆိုတဲ့သီလတရားဟာလည်းပဲကောင်းမြတ်တဲ့အရာပဲကိုယ့်ရဲ့စိတ်နှလုံးကိုတည်ငြိမ်မှုရှိအောင်စူးစီးမှုရှိအောင်နိဝရဏတရား၅ပါးမကတ်စေပဲနဲ့စိတ်ကိုဘာဝနာတစ်မျိုးမျိုးဖြင့်ထိန်းနိုင်သိမ်းနိုင်ခြင်းလို့ဆိုတဲ့တမာတိတရားဟာလည်းပဲကောင်းတဲ့တရားပဲနော်နောက်ဆုံးကောင်းမြတ်တဲ့တရားကကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ပညာတရားဘဝရဲ့မတည်မြဲတဲ့သဘောကိုသိတယ်ဘဝဆိုတာဖြစ်ခြင်းတရားကိုပြောတာနော်မြင်မှုကြားမှုနားရမှုစားတောက်မှုတွေးထိမှုတွေးကြံမှုလို့ဆိုတဲ့ဖြစ်ခြင်းတရားတို့ရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့တဲ့သဘာဝတွေကိုသိတာကိုဒါပညာလို့ခေါ်တယ်ဘဝရဲ့ကောင်းမွန်မှုမရှိတဲ့ဒုက္ခသဘောဘဝရဲ့တန်ဖိုးမဲ့တယ်ဆိုတဲ့အနတ္တသဘောဒါတွေကိုသိတယ်မြင်တယ်နားလည်တယ်ဆိုရင်ဘာလို့ခေါ်တော့ပညာအဲ့ဒီပညာဒီလည်းပဲကောင်းမြတ်တဲ့အရာလောကမှာကောင်းတယ်ဆိုတာဘာလဲလို့မေးရင်ဒါနသီလသမာဓိပညာလို့ဆိုတဲ့ကုသိုလ်တရားတွေပေါ့အဲ့ဒီကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကောင်းမြတ်ဆုံးလဲလို့မေးရင်ပညာဆိုတဲ့ကုသိုလ်ဟာအကောင်းမြတ်ဆုံးပဲအဲ့ဒါကိုဦးဇင်းတို့ဝေလာမသုတ်တံမှာမြတ်စွာဘုရားကကုသိုလ်ကောင်းမှုတို့ရဲ့တစ်ခုနဲ့တစ်ခုတန်ဖိုးမတူညီပုံတန်ဖိုးကွာခြားပုံတန်ဖိုးအကြီးအသေးတန်ဖိုးအနှိမ့်အမြင့်ကိုပိုင်းခြားဝေဖန်ပြီးတော့စနစ်တကျဟောထားတယ်အကောင်းဆုံးနဲ့မလွဲစေနဲ့ဆိုတာအဲ့ဒီပညာဆိုတဲ့ကုသိုလ်ကောင်းမှုတို့ကြီးကိုမိမိတို့တန်တမှာဖြစ်ပေါ်အောင်လုပ်နိုင်တဲ့အခွင့်အရေးလေးရှိနေတဲ့အခိုက်အတန့်မှာတန်ဖိုးအမြင့်မားဆုံးသောအဲ့ဒီကုသိုလ်ကောင်းမှုမိမိတန်တမှာရရှိနိုင်ဖို့အတွက်ကြိုးပမ်းအထောက်ကြရမယ်ဆိုတာလေးကိုရည်ရွယ်ပြီးတော့အကောင်းဆုံးနဲ့မလွဲစေနဲ့လို့တရားကောင်းစဉ်လေးပေးပြီးတော့ပြောမယ်နော်အဲ့တော့ဦးဇင်းတို့ဘယ်ကနေစတင်ပြီးတော့ပြောခြင်းတော့ဆိုတော့အင်္ဂုတ္တပါဠိတော်နဝကနိပတ်ထဲမှာဝေလာမသုတ်တံဆိုပြီးမြတ်စွာဘုရားဟောတော်မူခဲ့တဲ့တရားဒေသနာတစ်ပုဒ်ရှိတယ်ခါတစ်ပါးမှာဘုရားရှင်ကိုရောမြတ်ကြီးဇေတဝန်ကျောင်းတိုက်တော်မှာတရင်သုံးတော်မူနေတော့မြတ်စွာဘုရားရဲ့ထံတော်မှောက်ကိုကျောင်းတကာဖြစ်တဲ့အနာတပိန်တထေးကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးဥချတင့်တင်လျှောက်ပတ်တဲ့နေရာမှာထိုင်ရင်းနဲ့မြတ်စွာဘုရားကိုဖူးမြော်တယ်အဲလိုဖူးမြော်တဲ့အချိန်မှာမြတ်စွာဘုရားကပဋိတန်ထာတာစကားအနေနဲ့ဗာမင်းရှိလဲဆိုတော့တခါကြီးဒါနကောင်းမှုတွေရောပြုပြည့်ရလားလို့အဲ့ဒါလိုမြတ်စွာဘုရားမေးတော်မူတယ်အဲ့လိုမေးတော့နာတပိန်တထေးကြီးကမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ဒါနကောင်းမှုတွေတော့ပြုပြည့်ပါတယ်ဘုရားဒါပေမဲ့လို့ယဟန်တန်ဃာကိုစကွဲထမင်းပုံးရင်ဟင်းမြလောက်ကိုသာလောင်းလူနိုင်တဲ့အတွက်ကြောင့်တပည့်တော်စိတ်မချမ်းမသာဖြစ်ရတယ်လို့မြတ်စွာဘုရားကိုအဲ့လိုလျှောက်တယ်အဲ့ဒီအချိန်ခါကာလတုန်းကနာတပိန်တထေးကြီးကတိတ်ပြီးတော့စီးပွားရေးကအဆင်မပြေဘူးသူတွေကနေပြီးတော့ဂုံတယ်ငယ်လေးတွေကဥစ္စာပစ္စည်းတွေကိုချီးငှားပြီးတော့ပြန်မပေးကြတာလည်းရှိတယ်အရှိရဝတီမြစ်ကမ်းဘေးမှာသူမြုပ်နှံသိမ်းဆည်းထားတဲ့ဥစ္စာပစ္စည်းတွေမြစ်ရည်တိုက်စားမှုကြောင့်မြစ်ထဲမျောပါသွားလို့ဆုံးရှုံးသွားရတာတွေကလည်းရှိတယ်အဲ့ဒါလိုအမျိုးမျိုးသောအကြောင်းတရားလေးတွေကြောင့်စီးပွားရေးကတိတ်ပြီးတော့မပြေလည်ဘူးပေါ့အဲ့ဒါကြောင့်မို့လို့ယဟန်တန်ဃာတွေကိုမုံမြုံမြက်မြက်လောင်းလှူနိုင်တဲ့အနေအထားမရှိဒါကြောင့်သူကမြတ်စွာဘုရားကိုစကွဲထမင်းပုံးရင်ဟင်းများလောက်ကိုသာလှူနိုင်တဲ့အတွက်ကြောင့်သူစိတ်မကောင်းဖြစ်ရတဲ့အကြောင်းပုံဝင်လင်းလင်းရှောက်အဲ့လိုရှောက်တော့မြတ်စွာဘုရားကတခါကြီးတဲ့တန်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်ဖို့အကျိုးပေးများတဲ့ဒါနကောင်းမှုတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်လူဝဝတ္ထုတန်ဖိုးရှိတာမရှိတာကအဓိကဗราဏမဟုတ်ဘူးလူတဲ့တန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အကြီးအသေးရှိဖို့ကသာဗราဏကြတယ်လို့အဲ့လိုမြတ်စွာဘုရားကအမိန့်ရှိပြီးတော့တန်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်အောင်အကျိုးပေးများတဲ့ဒါနကောင်းမှုတစ်ခုဖြစ်အောင်ဘယ်ပုံပဲနည်းပြုလုပ်ရမလဲဆိုတာလေးကိုမြတ်စွာဘုရားကသင်ပြပေးတယ်ဒါနကောင်းမှုနဲ့မကင်းနိုင်ကြတဲ့တရားဓမ္မတို့အရင်တို့အတွက်အလွန်မှမှတ်သားစရာကောင်းတဲ့ဒေသနာတစ်ပုဒ်လို့လည်းဆိုနိုင်တယ်ပေါ့နော်တန်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်အောင်ဘယ်လိုပြုလုပ်ရမှာတော့တရားတရားဥရှိပြီးတော့ပြုရမယ်တဲ့တရားတရားဆိုတာယုံကြည်မှုဘာကိုယုံကြည်တာတုံးလို့မေးရင်မြတ်စွာဘုရားရဲ့တပ်ပညုတ္တဉာဏ်ကိုယုံကြည်တာ
တပ္ပညုတဉာဏ်ဆိုတာအလုံးစုံကိုသိတော်မူမြင်တော်မူတဲ့ဉာဏ်ပေါ့နော်ဒီဒါနပြုတဲ့နေရာမှာတော့ဦးဇင်းတို့ကိုပြုထားတဲ့ဒါနကောင်းမှုကိုပြုမဲ့ဒါနကောင်းမှုတွေကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတယ်လို့ဒါနရဲ့အကျိုးရလဒ်ဒါနဆိုတဲ့သူတော်ကောင်းတရားရဲ့စွန့်ရည်တတ္တိကိုယုံကြည်တာအဲ့ဒါပါတော့တရားတရားအဲ့ဒီတရားတရားဥရှိပြီးတော့လှူရတန်းရမယ်ပေးရကမ်းရမယ်ဝေရမျှရမယ်နောက်ပြီးတော့ဘာလိုအပ်လဲဆိုတော့လူဝဲဝတ္ထုရဲ့ပုံမှာအလှူခံပုဂ္ဂိုလ်ရဲ့ပုံမှာရိုးရိုးသေးသေးလေးလေးစားစားတက္ကိစ္စဒါနမြောက်အောင်လှူဒန်းနိုင်ရဒီနှစ်ချက်ကိုမြတ်စွာဘုရားအဓိကထားပြီးတော့သင်ပြတယ်နော်တရားတရားဥရှိပြီးတော့တက္ကိစ္စဒါနမြောက်အောင်လှူဒန်းနိုင်မယ်ဆိုရင်လူဝဲဝတ္ထုတန်ဖိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလှူဒန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကအည်အသွေးရှိနေတဲ့အတွက်ကြောင့်အဲ့ဒီဒါနကောင်းမှုတွေအလွန်တရာမှအကျိုးပေးများတဲ့ဒါနကောင်းမှုမျိုးဖြစ်တယ်လို့မြတ်စွာဘုရားသင်ပေးတယ်အဲ့ဒါတစ်ဆက်တည်းမြတ်စွာဘုရားကဗာမိတ်ရှိလဲဆိုတော့တခါကြီးတဲ့ဒီဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ရှေးတုန်းကဖြစ်ခဲ့ဘူးတာတခုကိုတဲ့ကောင်ငါပြောပြမယ်တဲ့ရှေးတုန်းကဝေလာမပုံနာဆိုတာရှိခဲ့ဘူးတယ်အဲ့ဒီဝေလာမပုံနာဟာအလွန်တရာမှချမ်းသာကြွယ်ဝတဲ့တထေးကြီးတယောက်လည်းဖြစ်တယ်ဥစ္စာပစ္စည်းချမ်းသာကြွယ်ဝသလောက်အလွန်မှလည်းပဲရရောတဲ့သူတော်ကောင်းကြီးတယောက်လည်းဖြစ်တယ်အနီးဝန်းကျင်မှာရှိတဲ့လူတွေရဲ့ပုံမှာအမြဲမပြတ်ဒါနကောင်းမှုကိုပြုလုပ်တယ်တချို့ဆိုလို့ရှိရင်သူလူတာတန်းတာကိုပဲအမိပြုတ်ပြီးတော့လောက်ကင်ရှာဖွေစားတော့စရာတောင်မလိုဘူးလို့ဆိုတယ်အဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကဝေလာမပုံနာကြီးရဲ့အလူဒါနရေကြောပုံကိုရွှေလင်မန်းထဲမှာငွေတွေယတနာတွေပစ္စည်းတွေထည့်ပြီးတော့တောင်လူတာမျိုးတောင်ရှိတယ်ငွေလင်မန်းထဲမှာရွှေတွေယတနာပစ္စည်းတွေထည့်ပြီးတော့လူတာမျိုးတောင်ရှိတယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်အဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကတခါကြီးတဲ့အဲ့ဒီတုန်းကဝေလာမပုံနာဆိုတာတခြားတစုံတယောက်မြန်ဖြစ်လေသလားလို့တင်တန်တရားမဝင်နေတဲ့ဝေလာမပုံနာဆိုတာငါကိုယ်တိုင်ဖြစ်ခဲ့တာတဲ့တစင်ညာစကားနဲ့မြတ်စွာဘုရားကမှန်းပြီးတော့ပြောပြတဲ့ဒေသနာမျိုးမဟုတ်ဘူးပေါ့ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတစ်ခုကိုပုဗ္ဗေနိဝါဒနုဒတိအဘိညာဉ်ကိုအသုံးပြုပြီးတော့တိတိကျကျပြန်ပြီးတော့သိပြီးတော့မြင်ပြီးတော့မှဟောပြထားတဲ့ဒေသနာမျိုးအလွန်မှခိုင်မာတဲ့တရားဒေသနာပေါ့နော်အဲ့ဒါမြတ်စွာဘုရားကတခါကြီးတဲ့အဲ့ဒါလိုငါဘုရားလောင်းဝေလာမပုံနာကြီးဖြစ်တုန်းကအလွန်တရာမှကြီးကျယ်တဲ့များမြတ်တဲ့ဌာနကောင်းမှုတွေကိုတစ်သက်လုံးစူးစမ်းအထောက်ပြီးတော့ပြုလုပ်ခဲ့ပေမဲ့လို့လည်းပဲငါရဲ့အလှူဒါနကိုတန်ရှင်းစင်ကြယ်အောင်အလှူဒါနကောင်းမှုကြီးကိုအကျိုးပေးကြီးကျယ်များမြတ်အောင်ဖြူစင်တန်ရှင်းအောင်တုတ်တင်ပေးနိုင်တဲ့အလှူခံပုဂ္ဂိုလ်ကောင်းတော့တယောက်မှငါမတွေ့ခဲ့ရဘူးတဲ့အံ့ဩစရာပဲနော်တစ်သက်လုံးဒါနကောင်းမှုတွေကိုစူးစမ်းပြီးတော့လှူခဲ့တန်းခဲ့ပေးခဲ့ကမ်းပေးမယ်လို့သူ့ရဲ့အလှူဒါနကိုအကျိုးပေးကြီးကျယ်အောင်ဖြူစင်တန်ရှင်းအောင်ဝန်းဝန်းပြီးတော့နောက်အထောက်အပံ့ပေးနိုင်တဲ့အလှူခံပုဂ္ဂိုလ်ကောင်းတော့တယောက်မှသူမရခဲ့ဘူးတဲ့အဲ့တော့ဆက်ပြီးတော့မြတ်စွာဘုရားကဒါနကောင်းမှုတို့ရဲ့တစ်ခုနဲ့တစ်ခုအကျိုးပေးမတူညီပုံကိုပိုင်းခြားဝေဖန်ပြတယ်ပေးတာချင်းတူပေမလို့ပြန်ရတာချင်းမတူဘူးဆိုတဲ့အဓိပ္ပာယ်လေးကိုနားလည်ကြရမယ်ပေါ့နော်ဘလို့မြတ်စွာဘုရားကပိုင်းခြားဝေဖန်ပြလဲဆိုတော့တခါကြီးငါဘုရားလောင်းဝေလာမပုံနာကြီးဖြစ်တုန်းကတသက်လုံးလှူဒန်းပေးကမ်းခဲ့လို့ဖြစ်ရတဲ့ဒါနကောင်းမှုအလုံးတို့တဲ့ဟောဒီသာသနာမှာဒသနတမ္ပရာယသစ္စာလေးပါးကိုထွထွင်းပြီးတော့တိထမြင်ထားတဲ့သောတပန်ပုဂ္ဂိုလ်တူတယောက်ကိုပေးရလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်တဲ့။ဒီချာစဉ်းစားပြီးတော့နားထောင်နော်။သောတပန်အယောက်တရားကိုပေးလှူရတာတဲ့တဂရဂံတူတယောက်ကိုပေးလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်။တဂရဂံအယောက်တရားကိုပေးလှူရတာတဲ့အနာဂံတူတယောက်ကိုပေးလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်။အနာဂံအယောက်တရားကိုပေးလူရတာတဲ့ယဟန္တာတူတယောက်ကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်တဲ့ခုတရားစကားကိုနာယူနေကြတဲ့တရားဓမ္မတို့အလုံးစဉ်းစားတတ်တဲ့ဉာဏ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲဟုတ်လားဒါဘာဆိုလို့တာတော့တတိလေးထားပြီးတော့စဉ်းစားကြည့်တန်ဖိုးကြီးမားတဲ့အကျိုးပေးများတဲ့ဒါနကောင်းမှုဖြစ်ခြင်းနဲ့ဆိုရင်လူဝဝတ္ထုတန်ဖိုးရှိတာမရှိတာဒါပရဏမဟုတ်လှူပေးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အည်သွေးရှိဖို့လိုအပ်တယ်လို့အစကနဦးမှာအဲ့လိုပြောခဲ့တယ်နော်အခုထပ်ပြီးတော့မြတ်စွာဘုရားကတန်ဖိုးကြီးမားတဲ့ဒါနကောင်းမှုတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အလှူခံပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်လည်းပဲဖြူစင်တန်ရှင်းဖို့အည်သွေးရှိဖို့လိုတယ်ဆိုတာကိုတောင်းဆိုလိုက်တဲ့သဘောပါပဲဟုတ်တယ်မဟုတ်လားတာမန်ပုထုဇဉ်တတ္တဝါတို့တဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကပိုးပြီးတော့ဖြူစင်တန်ရှင်းမှုမရှိဘူးလားနော်သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဆိုတာတက္ကာယဒိဋ္ဌိဆိုတဲ့အညစ်အကြေးမရှိဘူးတခါမှတော့ဦးဇင်းတို့ပုထုဇဉ်တွေရဲ့စိတ်ကြတော့တက္ကာယဒိဋ္ဌိဆိုတဲ့အညစ်အကြေးကြီးကအမြဲတမ်းပေကျမ်းနေတယ်တက္ကာယဒိဋ္ဌိဆိုတာဘာပြောတာတော့
ထင်ရှားဖြစ်ပေါ်နေတဲ့သူ့အတူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုသဘာဝတရားတွေလို့မှန်မှန်ကန်ကန်နားမလည်ပဲနဲ့ပုဂ္ဂိုလ်တ attva တွေလို့အထင်မှားနေတာကိုပြောတာဖောက်ပြန်တဲ့ရုပ်အစုကြီးအာယုံကိုတည်တဲ့ခန်းစားတဲ့မှတ်သားတဲ့စေစောတဲ့နန္တရားအစုသူ့အတူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတသက်ပဲဒါတွေကသို့တော်ကျွတ်တော်အဲ့ဒါတွေကိုသဘာဝတရားတွေလို့မသိဘူးအဲ့ဒါတွေကိုပုဂ္ဂိုလ်တ attva လို့ထင်တယ်ငါလို့ထင်တယ်သူလို့ထင်တယ်ငါချစ်သူလို့ထင်တယ်ငါမုန်းသူလို့ထင်တယ်ထင်ချင်းလို့ထင်နေကြတယ်အဲ့ဒါဘာလို့ခေါ်တော့တက္ကာယဒိဋ္ဌိအဲ့ဒီတက္ကာယဒိဋ္ဌိဆိုတဲ့အညစ်အကြေးဟာစိတ်ဓာတ်ကိုအညစ်နွမ်းစေသောကိလေသာတရားပဲဟုတ်လားသောတာပန်မှာအဲ့ဒီအညစ်အကြေးမရှိတော့ဘူးတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်နှလုံးမှာတော့အဲ့ဒီအညစ်အကြေးကြီးကပေးကျန်းနေတယ်ဟုတ်လားဒါကြောင့်ပုထုဇဉ်တို့ရဲ့စိတ်နဲ့သောတာပန်တို့ရဲ့စိတ်ဟာဘာမှမဆိုင်ဘူးလို့တောင်ပြောလို့ရတယ်နော်တဂရကံဖြစ်သွားပြီဆိုရင်ပို့ပြီးတော့မဖြူစင်ဘူးလားအနာဂံဖြစ်သွားပြီဆိုရင်တော့ကာမရာဂတွေမရှိတော့ဘူးဗျာပါဒဆိုတဲ့ဒေါသလည်းမရှိတော့ယဟနာဖြစ်သွားပြီဆိုရင်တော့စိတ်ရဲ့အညစ်အကြေးကိုယာနှုံးပြီးလုံးဝဖြူစင်တန်ရှင်းအောင်ရှေ့ကျော်လိုက်နိုင်သွားပြီလုံးဝဖြူစင်သွားပြီပေါ့နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကပိုင်းခြားဝေဖန်ပြီးတော့ပြပြန်တယ်တခါကြီးတဲ့ယဟနာအပားတရားကိုပေးလူရတာတဲ့ပစ္စေကဗုဒ္ဓတပါးကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်တဲ့ပစ္စေကဗုဒ္ဓတဲ့ကြားဦးတယ်နော်အ ਨੇ ဆုံးနှစ်သင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့မှနော်အတိရုဉာဏ်တို့ကိုရတော်မူကြတဲ့သူတော်ကောင်းကြီးတွေပစ္စေကဗုဒ္ဓဟုတ်လားကိုယ်တိုင်သစ္စာလေးပါးတရားကိုထွတ်ထွင်းပြီးတော့သိတယ်ဘယ်သူမှပြောစရာမလိုဘူးသို့တော့သူတစ်ပါးကိုတဆင့်ပြန်ပြီးတော့သိအောင်ပြောနိုင်တဲ့အစွမ်းတတ္တိတော့မပါဘူးပေါ့ဟုတ်လားတခါပြည့်စေကဗုဒ္ဓအပားတရားကိုပေးလူရတာတဲ့တမ္ပန်တန်ဗုဒ္ဓဘုရားတဆူကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်တဲ့တမ္ပန်တန်ဗုဒ္ဓဘုရားဆိုတော့စိတ်ဓာတ်ဖြူစင်တန်ရှင်းတဲ့နေရာမှာအတုမရှိဖြစ်သွားတယ်ဟုတ်လားဒါကြောင့်စိတ်ဓာတ်အဖြူစင်ဆုံးအမြင့်မားဆုံးမြတ်စွာဘုရားကိုလှူဒန်းရခြင်းသည်အလှူခံပုဂ္ဂိုလ်ထဲမှာအကြီးအကျယ်အမြင့်မြတ်ဆုံးသောအလှူခံကိုလှူရရောက်တယ်ဒီနေရာမှာဘိသတို့စဉ်းစားတရားတစ်ခုရှိတာကယဟနာရှင်မြတ်တွေလည်းပဲစိတ်ရဲ့အညစ်အကြေးကိုယာနှုံးပြီးစေကြောတော်မူနိုင်ကြတာပဲမြတ်စွာဘုရားလည်းစိတ်ရဲ့အညစ်အကြေးကိုယာနှုံးပြီးစေကြောထားတာဘာမှန်ကွာခြားမှုရှိသလဲဆိုတဲ့အချက်ကိုစဉ်းစားဖို့တော့လိုတယ်ဘိသတို့ကြားဖို့ရတယ်မြတ်စွာဘုရားကိလေသာကိုပယ်တဲ့နေရာမှာဝါသနာတောင်မကြံဘူးဆိုတာတော့ကြားဖို့တယ်မဟုတ်လားအရဟံဂုံရဲ့အတိပ္ပယ်ကိုဖွင့်ဆိုတဲ့နေရာမှာဝါသနာနဲ့တကွ1500သောကိလေသာတို့မှာဝေးကွာတော်မူသောလို့တချို့ဆိုရင်ကြက်မှတ်ဖူးကြလိမ့်မယ်ဟုတ်လားယဟနာရှင်မြတ်ဒီကိလေသာကိုနော်ပြောင်းစင်အောင်စေကြောတယ်ဆိုတဲ့နေရာမှာနော်ဝါသနာကြံနေတဲ့ဝါသနာကိုပြောင်းအောင်မစေးနိုင်ဘူးနော်ဝါသနာကြံနေတယ်ဒါကြောင့်ဦးဇင်းတို့ရှင်ပိလိန်ဒဝဆတို့ဆိုလို့ရှိရင်ဘဝပေါင်းများစွာသူများရဲ့ပုံမှာမောက်မောက်မာဆက်ဆံတဲ့မျိုးမှာလူဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝယန္တာဖြစ်လို့ကိလေသာအတော့ကုန်ခန်းနေတော့လည်းပဲလူတွေ့လိုက်ရင်သူကဟဲ့ဝတ္တလသူယုတ်စကားပြောကအလွန်ကြမ်းတယ်ပေါ့နော်စိတ်ထဲမှာကြမ်းထမ်းတဲ့ဒေါသကိလေသာကတော့မရှိပါဘူးသို့တော့နှုတ်ထွက်ကဘာဖြစ်နေကြမ်းနေအဲ့ဒီနှုတ်ထွက်ကြမ်းနေတဲ့ဆိုးတဲ့ဝါဒနာကိုသူမပယ်နိုင်ဘူးကြားဘူးတယ်နော်ဒါကြောင့်စိတ်ဓာတ်ဖြူစင်တန်ရှင်းတဲ့နေရာမှာမြတ်စွာဘုရားကိုမှီတာဘယ်သူမှမရှိဘူးပေါ့ဒါကြောင့်ပြည့်စေကဗုဒ္ဓအပားတရားကိုပေးလူရတာတဲ့တမ္ပန်တန်ဗုဒ္ဓဘုရားတဆူကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုဝေဖန်ပြပြန်တော့တခါကြီးတဲ့တမ္ပန်တန်ဗုဒ္ဓဘုရားတဆူကိုပေးလူရတာတဲ့အဲ့ဒီဘုရားအမှုပြုတဲ့ယဟန်တန်ဃာကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုဖြစ်သွားပြန်တယ်တဲ့ဟောသူကြတော့တန်ဃာအဖွဲ့အစည်းပါသွားတာကိုနားလည်ဖို့လိုတယ်နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒါနကောင်းမှုတွေမှာတန်ဖိုးအကြီးမားဆုံးအထွတ်အထိပ်ဒါနကောင်းမှုအနေနဲ့ဒီသုတ်တန်ထဲမှာဘယ်လိုလေးပြောပြထားတော့ဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုတဲ့ကြောင်းဆောက်ပြီးတော့လှူမယ်ဆိုလို့ရှိရင်အဲ့ဒါတန်ဖိုးအကြီးမားဆုံးသောဒါနကောင်းမှုဖြစ်သွားတဲ့ပိဋကတို့တတိလေးထားပြီးတော့နားထောင်ကြည့်နော်သူကြတော့လှူပွဲဝိတ္ထုကိုပါပြောသွားတာမတွေ့ရဘူးလားလှူပွဲဝိတ္ထုကိုဘာလို့ပြောသွားတော့ကြောင်းလို့ပြောသွားတယ်ဟုတ်လားလူပေးတဲ့ပုဂ္ဂိုလ်ကလည်းပဲတရားတရားဥရှိပြီးတော့တက္ကိစ္စဒါနမြောက်အောင်လှူမယ်အလှူခံပုဂ္ဂိုလ်ကလည်းဘုရားမှုရှိတဲ့ယဟန်တန်ဃာဖြစ်တယ်လှူပွဲဝိတ္ထုပစ္စည်းကလည်းကြောင်းဖြစ်နေတယ်ဆိုရင်တော့ဒါဒါနကောင်းမှုတွေမှာအကြီးအသွေးအမြင့်မားဆုံးတန်ဖိုးအကြီးဆုံးဒါနကောင်းမှုဖြစ်သွားတယ်တဲ့ဒါနနဲ့မကင်းနိုင်ကြတဲ့လူတွေမှတ်သားစရာကောင်းတယ်နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးအနှိမ့်မြင့်ကိုပိုင်းခြားဝေဖန်ပြပြန်တယ်ဟုတ်တယ်ကုသိုလ်ဆိုတာဒါနတစ်ခုတည်းရှိတာမှမဟုတ်ဘဲကိုဆက်ပြီးတော့ဝေဖန်ပြရနော်
တခါကြီးတဲ့အဲ့လိုဖျားမှုပြုတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုတဲ့နော်ဖျားတရားတန်ဃာယတနာမြတ်သုံးပါးတို့ရဲ့ဂုဏ်ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ကြည်ညိုစိတ်နဲ့စောင့်တည်ကျင့်သုံးလိုက်တဲ့တရဏဂုံသုံးပါးကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုဖြစ်တယ်တဲ့ပိုက်ဆံတပြားမှကုန်စရာမလိုနော်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့သောတော်ကတင်စောင့်တည်ထားတာမရှိဘူးလားသို့တော့တရဏဂုံကိုဘလို့ဝိသေသနာစကားလေးနဲ့အထူးပြုပြီးတော့ဟောတာတော့ကြည်ညိုစိတ်နဲ့စောင့်တည်တဲ့တရဏဂုံတဲ့ဘုန်းကြီးရရှိရဆိုပြလို့ကြားလိုက်ရလို့နောက်ကနေစိတ်မပါလက်မပါတောင်းတင်းမြောက်တွေးတောင်းကိမြောက်ငွေနဲ့ဆိုတဲ့တရဏဂုံမျိုးကိုဆိုလိုတာမဟုတ်ဘူးနော်တကယ်ကိုစိတ်ထဲကဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့လိုက်လှဲတဲ့ကြည်ညိုစိတ်နဲ့စောင့်တည်တဲ့တရဏဂုံမျိုးဘလို့တရဏဂုံမျိုးတော့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကိုဆင်းရဲပယ်ဖြောက်ချမ်းသာရအောင်စောင့်ရှောက်တော်မူတဲ့သောအမြတ်ဆုံးသောအကိုရာယတနာအရှိဟု၍ယုံကြည်သိမှတ်စိတ်ကကိုယ်ဝယ်ပါ၏ဘုရားတို့အဲ့လိုစောင့်တည်လိုက်တဲ့တရဏဂုံမျိုးပြောရလို့ရှိရင်ဒုက္ခငြိမ်းဖို့စစ်မှန်တဲ့ချမ်းသာကိုရဖို့ဆိုလို့ရှိရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကလွဲလို့တခြားအကိုရာမရှိဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့ကြည်ညိုမှုအပြည့်နဲ့စောင့်တည်လိုက်တဲ့တရဏဂုံမျိုးအဲ့ဒီလိုတရဏဂုံမျိုးသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘုရားမှုရှိတဲ့ယဟန်တန်ခါကိုကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရတဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာရှိနေတဲ့ကောင်းမှုကိုပြုအားရောက်တယ်ပို့ပြီးတော့မြင့်မားသွားတယ်ပေါ့နော်ကောင်းမှုကဒါကြောင့်တရဏဂုံကိုတန်ဖိုးထားရမယ်ဟုတ်လားဘုရားဆိုတာဘာလဲသိအောင်လုပ်ရမယ်သူတော်ကောင်းတရားဆိုတာဘာလဲသိအောင်လုပ်ရမယ်အရိယာတန်ခါတော်ဆိုတာဘာလဲသိအောင်လုပ်ရမယ်ဒီနေရာမှာဦးဇင်းတို့ယတနာမြတ်သုံးပါးကိုတန်ဖိုးထားလို့တန်ဖိုးထားတဲ့စိတ်တွေမြင့်မားလာစေခြင်းတဲ့ဆိုရင်အကောင်းဆုံးနိလန်းကတော့သူတော်ကောင်းတရားကိုသိအောင်အထောက်ဖို့ပဲနောက်သူတော်ကောင်းတရားကိုသိတယ်ဆိုတာကကိုယ့်ဘဝကိုယ်ခန္ဓာကြီးရဲ့အကြောင်းကိုသိတာကိုပြောတာဒီဘဝဒီခန္ဓာရဲ့မတည်မြဲတဲ့သဘောကိုသိအောင်လုပ်မတည်မြဲတဲ့အတွက်ကြောင့်ကောင်းမွန်တဲ့သဘောမဟုတ်ဘူးဆိုတဲ့ဒုက္ခကိုသိအောင်လုပ်မတည်မြဲတဲ့အတွက်ကြောင့်ဖြစ်ပြီးရင်မရှိတော့တဲ့သဘောတွေကြီးဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးမဲ့တယ်ဆိုတဲ့အနတ္တသဘောကိုသိအောင်လုပ်ဟုတ်လားမတင့်တယ်တဲ့သဘာဝတရားမတန်ရှင်းမစင်ကြယ်သောသဘာဝတရားတို့ရဲ့အစုဝေးမြတာဖြစ်တယ်ဆိုတာကိုသိအောင်လုပ်အဲ့လိုအမှန်တရားကိုသိလို့ရှိရင်စိတ်ဟာငြိမ်အေးတယ်ချမ်းသာတယ်ဟုတ်လားသစ္စာလေးပါးကိုသိတဲ့အဆင့်ထိရောက်အောင်မြန်သူတော်ကောင်းတရားကိုသိခဲ့မယ်ဆိုရင်ဘဝခန္ဓာကိုဒုက္ခသစ္စာပဲဆိုတဲ့အဆင့်ထိကိုသိအောင်လုပ်ခဲ့မယ်ဆိုရင်တော့ဒီစိတ်နှလုံးဟာအလွန်တရာမှငြိမ်ချမ်းမယ်ချမ်းသာအဲ့လိုငြိမ်ချမ်းရင်ငြိမ်ချမ်းတဲ့လောက်ချမ်းသာရင်ချမ်းသာတဲ့လောက်ဩဒါဟာဖရာတရားတန်ခါယတနာမြတ်သုံးပါးရဲ့ကျေးဇူးကြောင့်ငါဒီချမ်းသာကိုရတာပဲဆိုတဲ့နော်အတိနဲ့အလိုအလျောက်ယတနာမြတ်သုံးပါးရဲ့ပုံမှာတန်ဖိုးထားတဲ့စိတ်မြတ်နိုးတဲ့စိတ်ဟုတ်လားအများကြီးထက်သန်လာတာမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်ဒါကြောင့်ဦးဇင်းတို့သောတပတ္တိမေညာပူညာကိုရလို့သစ္စာလေးပါးကိုသိလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိချမ်းသာစေချမ်းသာမှန်ကိုရတော်မူကြတဲ့အရိယာသူတော်ကောင်းတွေနော်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ပုံမှာယုံကြည်မှုဆိုတဲ့တတ္တတရားပြောင်းလဲမှုရှိသေးသလားမရှိတော့ဘူးတရားကိုသိသွားလို့နော်ယတနာမြတ်သုံးပါးရဲ့ပုံမှာကြည်ညိုမှုကအပြောင်းလဲမရှိတော့တာခိုင်မြဲသွားတာပေါ့ကိုကြီးတို့အခုပုထုဇဉ်တွေဆိုတာကြတော့အခုကြည်ညိုတဲ့တော့ကြည်ညိုခြင်းမှကြည်ညိုပဲအခုကောင်းထင်တဲ့တော့ကြအကောင်းထင်ခြင်းမှထင်ပဲဘာဖြစ်လို့တုံးဆိုတော့ကိုယ့်ရဲ့သူတော်ကောင်းတရားကိုသိတဲ့အသိဉာဏ်ပညာကအဆင့်မမီသေးလို့ပေါ့နော်ဒါကြောင့်ယတနာမြတ်သုံးပါးရဲ့ပုံမှာတန်ဖိုးထားမှုတွေနော်တကယ်ကိုခိုင်ခိုင်မြဲမြဲဖြစ်သွားစေခြင်းနဲ့ဆိုလို့ရှိရင်သူတော်ကောင်းတရားကိုသိလို့ဖြစ်တဲ့ချမ်းသာမှုမျိုးကိုရအောင်ရှာရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဘယ်သူကမှယတနာမြတ်သုံးပါးကိုမင်းတို့တန်ဖိုးထားကြလို့ပြောနေစရာတောင်မလိုသူ့အလိုလိုတန်ဖိုးထားမှာပဲဟုတ်လားဒါကြောင့်ချမ်းသာမှုကိုရတယ်ဆိုရင်ဒါကိုတန်ဖိုးထားသမျှပဲလေဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါကတော့ဦးဇင်းကနော်ဆက်နေလို့အရေးကြီးတယ်လဲထင်လို့ပြောလိုက်တာပေါ့နော်မူရင်းစကားလေးကိုပြန်ဆက်မယ်နော်အဲ့ဒါမြတ်စွာဘုရားကဆက်ပြီးတော့ကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုအနိမ့်အမြင့်နော်အကြီးအသေးပိုင်းခြားဝေဖန်ပြပြန်တယ်တခါကြီးတဲ့အဲ့လိုကြီးညိုစိမ့်နဲ့စောက်တည်ကျင့်သုံးထားတဲ့တရဏဂုံ၃ပါးထက်သာလွန်မြင့်မားတဲ့ကောင်းမှုရှိသေးတယ်အဲ့ဒီကောင်းမှုကဘာလဲဆိုတော့ကြီးညိုစိမ့်နဲ့ကျင့်သုံးထားတဲ့၅ပါးသီလပဲတဲ့နော်ဘုရားတရားတန်ခါယတနာမြတ်၃ပါးကိုကြီးညိုတယ်အဲ့ဒီကြီးညိုစိတ်အဥပြုပြီးတော့၅ပါးသီလကိုဖြူစင်တန်ရှင်းအောင်ထိမ့်သိမ့်တယ်။ဘာကြောင့်မှငါသူတစ်ပါးတက်ကိုမတက်ဘူး။ဘလို့အကြောင်းကြောင့်မှသူတစ်ပါးပစ္စည်းကိုငါမတရားမယူဘူး။ကာမကိစ္စပေါက်ပြန်မွားရမှုမရှိစေရဘူး။လိန်ညာလှည့်သားမှုသားတကားကိုငါရဲ့နှုတ်ကမဆိုမိစေရဘူး။အယက်သေးတာမိုးရစေဝါနဲ့ငါဘဝမပတ်သက်မိစေရဘူးလို့တိခါဘုတ်ကြီး၅ချက်ကိုဖြူဖြူစင်စင်စောင့်ထိန်နိုင်ရင်ဒါပါတော့ဖျားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လှူလို့တန်းလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာတဆင့်ကျော်ပြီးတော့မြင့်တဲ့နေရာမှာရှိတဲ့ကောင်းမှုကိုပြုဟာရောက်တယ်။ကိုလှုပ်ထားတဲ့အလုပ်ကလေးတွေရဲ့တန်ဖိုးကိုနားလည်ဖို့လိုတယ်နော်။
စောစောကတရဏဂုံလဲစောက်တည်ထားတယ်၅ပါးသီလလဲစောက်တည်ထားတယ်တန်ဖိုးထားတတ်ဖို့တန်ဖိုးကြီးမားလှပါလားဆိုတာကိုသိရမယ်ဟုတ်လားအဲ့တော့ဒီနေ့မှာဘာကြောင့်ဒီ၅ပါးသီလကတော့တန်ဖိုးကြီးရတာတော့ဘုရားတို့အင်္ဂုတ္တပါဠိတော်ပြင်စကနိပတ်ထဲမှာ၅ပါးသီလကိုမြတ်စွာဘုရားကမဟာဒါနလို့ဟောတာရှိတယ်ဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရတဲ့ကုသိုလ်ကောင်းမှုရဲ့ကုသိုလ်ကောင်းမှုထက်သာလွန်မှုကိုအဲ့ဒီဒေသနာလေးနဲ့ရှင်းပြီးတော့တွေးကြည့်ရမယ်၅ပါးသီလကိုမဟာဒါနလို့ဟောတယ်ရိုးရိုးဥစ္စာပစ္စည်းတွေကိုလှူလို့ဖြစ်တဲ့ဒါနကတာမန်ဒါနပေါ့နော်၅ပါးသီလဖြူစင်အောင်စောင့်ထိန်နိုင်ခြင်းသည်မဟာဒါနတဲ့မဟာဒါနဆိုတာအကြီးအကျယ်ဆုံးအမြင့်မြတ်ဆုံးသောဒါနကြီးလို့ပြောတာပေါ့နော်ဘာလို့မဟာဒါနလို့ပြောရတာတုံးလို့မေးရင်အဘယဒါနဖြစ်လို့ဘာဒါနဖြစ်လို့အဘယဒါနအဘယဆိုတာဘေးကင်းမှုဒါနဆိုတာပေးလို့တာဘေးကင်းမှုကိုပေးလို့ရရောက်လို့၅ပါးသီလသည်မဟာဒါနဖြစ်ရတယ်ဘေးကင်းမှုကိုဘယ်လိုပေးလို့တာတော့လက်တွေလေးစဉ်းစားကြည့်မယ်နော်ငါဘယ်တော့မှသူများတက်ကိုမတတ်တော့ဘူးလို့ပါဏာတိပါဒဝေရမဏိရှောင်ကျင်လိုက်ပြီးဆိုကြတဲ့ကစတတ္တဝအနန္တရဲ့ပုံမှာအေးမင်းတို့ငါ့ကိုတော့အသက်အန္တရာယ်ဒီဟူသောအကြောင်းကြောင့်ကြောက်မနေကြနဲ့ငါဘစုရဲ့တက်ကိုမှမတတ်ရုပ်စွာဆုံးချင်းလေးကြဘူးလေးရစားငါ့ကိုကြောက်မနေနဲ့ငါကတတ်မှာမဟုတ်ငါရဲ့လက်ကသွေးစွန်းနေတဲ့လက်မဟုတ်ဘူးငါဟာရက်ဆက်ကြမ်းကြုတ်တဲ့စိတ်ရှိတဲ့လူမဟုတ်ဘူးဟောဘာဖြစ်သွားတော့တတ္တဝါတွေကိုဘေးကင်းမှုကိုပေးလို့ရမရဘူးလားအသက်အန္တရာယ်ပြုခြင်းဆိုတဲ့ဘေးကိုယ်စီကတော့မဖြစ်စေရဘူးလူတိုင်းမြဲအဲ့လိုဘေးကင်းမှုကိုလှူနိုင်မယ်ဆိုရင်ကျွတ်တော်တော်ကြီးကိုစိတ်ချမ်းသာရမှာနော်ဟုတ်တယ်မဟုတ်လားတကယ်တမ်းကပါဏာတိပါဒဝေရမဏိရဲ့တန်ဖိုးကိုဦးဇင်းတို့မြင်ကျင်တယ်ဆိုလို့ရှိရင်သိကျင်တယ်ဆိုရင်ရှင်တန်မှုကိုဘယ်လောက်မြတ်နိုးလဲဆိုတာကိုစဉ်းစားတေရမှာဘယ်လောက်ကြောက်လဲဆိုတာကိုစဉ်းစားဟုတ်လားတေရမှာဘယ်လောက်ကြောက်လဲဆိုတာကိုစဉ်းစားရင်သူများအသက်ကိုတတ်တာလောကကြီးကိုဘယ်လောက်ထိခိုက်စေသလဲဆိုတာပုံပေါ်လာလိမ့်မယ်တေချာစဉ်းစားနော်အဲ့တော့သူတို့ဘာအသက်ကိုတက်ချင်းမှရှောင်ကျင်ခြင်းဟာဘယ်လောက်လေးနေတဲ့လုပ်ငန်းကြီးဖြစ်တယ်လဲဆိုတာလည်းပေါ်လွင်လာလိမ့်မယ်ဒါကြောင့်ရိုးရိုးဒါနတဲ့တာတာနော်သူများအသက်ကိုမတက်ဘူးဆိုတဲ့ကိစ္စကအဲ့လိုပဲဦးဇင်းတို့အရိဏဒါနဝေရမဏိသူတို့ရဲ့ပိုင်ဆိုင်မှုကိုအန္တရာယ်မပြုဟောကျွတ်တို့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းကြောက်နေရတာတွေမရှိဘူးလားရှိရနော်ခေတ်ကာလကမကောင်းမှုပိုင်ဆိုင်မှုကကြီးတယ်ဆိုရင်ညရောက်ပြီဆိုရင်ကြောက်ရပြီလေဟုတ်တယ်မဟုတ်လားကျုပ်ခိုးကြီးတွေကြီးတွေမွေးထားတဲ့ခြံဝင်းလုံအောင်ထားတဲ့ချုပ်ပို့ပြီးတော့ချမ်းသာတဲ့လူတွေဆိုရင်အဆောင်တွေထားတယ်ဟုတ်တယ်မဟုတ်လားပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဘာလို့နေရတော့ကြောက်နေရတာပိုင်ဆိုင်မှုကိုဘယ်သူမှမတရားမယူဘူးဆိုလို့ရှိရင်အဲ့ဒါကြောက်စရာရှိမလားစဉ်းစားနော်အဲ့လိုပဲဦးဇင်းတို့ကာမကိစ္စဖောက်ပြန်ခြင်းတော့လိညာလှည့်စားမှုသားစကားပြောဆိုခြင်းအရက်ဒေသမွေးရစေဝါနဲ့ပတ်သက်ဆက်ဆက်ခြင်းအဲ့ဒါတွေဟာမိမိဘဝသူတစ်ပါးဘဝကိုဘလောက်ဒုက္ခရောက်စေသလဲဆိုတာကိုကြည့်ခြင်းမြင်ခြင်းအားဖြင့်အဲ့ဒါတွေကိုရှောင်ကျင်ရတာဟာကိုယ့်ကိုယ်ကိုလည်းဘေးကင်းစေတယ်သူတစ်ပါးကိုလည်းဘေးကင်းစေတယ်ဒါကြောင့်မြတ်စွာဘုရားကဘေးကင်းမှုကိုပေးလူရရောက်လို့၅ပါးသီလသည်မဟာဒါနဖြစ်တယ်လို့ဟောတာအဲ့တော့ဒီနေ့မှာလက်တွေ့ဦးဇင်းကမေးကြည့်ခြင်းတယ်ဥစ္စာပစ္စည်းနဲ့ဘေးကင်းမှုကိုဘယ်အရာကိုယူမလဲလို့မေးရင်ဘေးကင်းမှုကိုယူမယ်လို့ပဲဉာဏ်ရှိတဲ့လူတွေကပြောကြမှာနော်အလွန်လောဘကြီးတဲ့လူတွေပဲဘေးမကင်းခြင်းတွေပဲစီကွာဥစ္စာပစ္စည်းယူမယ်လို့လာကောင်းလာနိုင်တယ်ဆိုကြပါစို့မင်းဒီဥစ္စာပစ္စည်းတွေရမယ်ဒါပေမဲ့မင်းအသက်အန္တရာယ်တော့စိတ်မချရဘူးဆိုရင်ယူရဲမလားဘာလို့တော့ဘေးမကင်းမှုလေတေးချင်းတေးအသက်ခံရင်အသက်ခံမှာဆိုဒီပစ္စည်းပဲယူရဲမှာတော့ဟုတ်လားဒါကြောင့်ရိုးရိုးပစ္စည်းနဲ့ဘေးကင်းမှုတွေဘယ်ဟာကတန်ဖိုးရှိလဲဆိုတာကိုထင်သာမြင်သာမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဘေးကင်းမှုကိုပေးလူရရောက်လို့၅ပါးသီလသည်မဟာဒါနဖြစ်တယ်လို့ဟောတာဒါအကျိုးတဲ့အကြောင်းတဲ့ဒေသနာတွေကိုနားလည်နိုင်ဖို့အရင်ကညှိပြတာဟုတ်လားဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရတာတဲ့၅ပါးသီလကပို့ပြီးတော့တန်ဖိုးရှိတယ်လို့ပြောတာနော်ဒါလေးကိုဦးဇင်းတို့တွေ့ရတော့စိတ်ထဲမှာစဉ်းစားမိတာလေးတစ်ခုရှိတယ်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေတကယ်လို့ခုနေခါမျိုးမှာမြတ်စွာဘုရားသာတတ်တော်ထင်ရှားရှိခဲ့မယ်ဆိုရင်ကိုယ်ကလည်းပဲဥစ္စာပစ္စည်းတွေချမ်းသာလို့တတ်နိုင်လို့တရားတရားလည်းရှိလို့အဲ့လိုဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးမြတ်ဆောက်ပြီးတော့လှူဒန်းနိုင်ခွင့်ရခဲ့မယ်ဆိုရင်လက်ခမောင်းမခတ်မဲ့လို့တရားမှရှိမှာမဟုတ်ပြောလို့ကိုပြီးနိုင်မှာမဟုတ်ငါလုံနိုင်ခဲ့တယ်ဘုရားမှုရှိတဲ့ယဟန်တန်ကိုကြောင်းကြီးဆောက်ပြီးတော့လှူခွင့်ရတယ်လှူနိုင်ခဲ့တယ်တက်တက်လုံးပြောစားလို့ကိုပြီးမှာမဟုတ်ဟုတ်လားအခုဒီဒေသနာရကြည့်မယ်ဆိုရင်အဲ့ဒီလိုကုသိုလ်ကောင်းမှုမျိုးတဲ့၅ပါးသီလကပို့ပြီးတော့တန်ဖိုးရှိတယ်လို့မြတ်စွာဘုရားဟောထားတာယုံကြည်ဖို့လိုတယ်နော်အလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပ်ပညုတဉာဏ်ကြီးနဲ့ကြည့်ပြီးတော့အသေးချာစီစစ်ပြီးတော့မှဟောထားတာဟုတ်လားခပ်ပေါ်ပေါ်ပြောထားတာပြည်စုလည်းပြောထားတာမျိုးမဟုတ်ဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုလှုပ်နေတဲ့အလုပ်တွေရဲ့တန်ဖိုးကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဝေဖန်ပြပြန်နေတဲ့တခါကြီး
အဲ့လိုကြီးညိုစိတ်နဲ့စောက်တည်ကျင့်သုံးလိုက်တဲ့၅ပါးသီလထက်တာလွန်မြင့်မားတဲ့ကောင်းမှုဆိုတာလည်းရှိသေးတယ်အဲ့ဒီကောင်းမှုကဘာလဲဆိုတော့မေတ္တာတရားပဲတဲ့ဘာတဲ့တော့မေတ္တာတရားမေတ္တာဆိုတာဘာလဲလို့မေဟောဒီပေတဲ့ကြီးအားလုံးလွယ်လွယ်ကူကူဖြေနိုင်ကြမယ်နော်ဒါပေမဲ့လူရင်းရောက်အောင်ထိထိမိမိဖြစ်အောင်တော့ဖြေတတ်ဖို့လိုလိမ့်မယ်ဟုတ်လားမေတ္တာကိုချစ်ချင်းလို့ဘာသာပြန်ကြတယ်ဒါကတော်တော်ကိုမထိရောက်ဘူးမပြည့်စုံဘူးလို့ဆိုရလိမ့်မယ်ဟုတ်လားမေတ္တာဆိုတာတကယ်တမ်းကတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုတဲ့စိတ်ထားလေးထားတာကိုပြောတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာနော်ချမ်းသာစေခြင်းနဲ့ဆိုတဲ့စိတ်ထဲမှာဘေးရန်ကင်းစေခြင်းနဲ့ဆိုတာပါပြီးသားနှလုံးစိမ်ဝငြိမ်းအေးစေခြင်းနဲ့ဆိုတာပါပြီးသားကျမ်းမာရေးကောင်းစေခြင်းနဲ့ဆိုတာပါပြီးသားဟုတ်လားဒါကြောင့်အလုံးသောတတ္တဝါတွေဘေးရန်ကင်းกว่าကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေတော့လှိုက်လိုက်လဲစိတ်ကနေတကယ်ချမ်းသာတယ်လို့တဲ့စိတ်နဲ့နော်ရွတ်ဆိုပွားများမယ်ဆိုရင်မေတ္တာတရားဟာမိမိရဲ့စိတ်တန်တန်မှာဖြစ်ပေါ်လာတယ်အဲဒီမေတ္တာစိတ်ဓာတ်ကိုထက်ကဖြစ်အောင်ကြိုးပမ်းအထောက်တာကိုဘာလို့တခေါ်တော့မေတ္တာပွားတယ်မေတ္တာပို့တယ်လို့ခေါ်တာဟုတ်လားကိုယ်တန်တန်မှာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုတဲ့စိတ်ကိုထက်ဖြစ်အောင်ကြိုးစားအထောက်တာကိုမေတ္တာပွားတယ်လို့ခေါ်တာဟုတ်လားအဲ့ဒီမေတ္တာတရားကဘလောက်တောင်တန်ဖိုးကြီးလဲဆိုလို့ရှိရင်ဒီဒေသနာမှာမြတ်စွာဘုရားကဂန္ဓောဟနမတ္တံပိမေတ္တာစိတ်တံပါဝေရတယ်ဂန္ဓောဟနမတ္တံပိနန္တာတရှုတရှိုက်ခန့်ကာလမြမေတ္တာစိတ်တံမေတ္တာစိတ်ကိုဘာဝေရဖြစ်စေညာအံဣဒံတတော်မဟာဖလံအဲ့ဒါဟာ၅ပါးသီလကိုဖြူရှင်တန်ရှင်းအောင်စောင့်တည်ကျင့်သုံးထားတဲ့ကုသိုလ်ကောင်းမှုထက်သာလွန်တဲ့ကောင်းမှုဖြစ်တယ်အကျိုးပေးကြီးကျယ်မြတ်မြတ်တဲ့ကောင်းမှုဖြစ်တယ်လို့အဲ့လိုဟောနန္တာတရှုတရှိုက်ခန့်ကာလတဲ့ဘလောက်ကြာတော့လောက်မှမကြာဘူးနော်မှုလိုက်တာဆိုရှူလိုက်တယ်ပြီးသွားပြီအဲ့ဒီလောက်အချိန်တိုလေးအတွင်းမှာဖြစ်တဲ့မေတ္တာကဘုရားမှုရှိတဲ့ယဟန်တန်ကိုကြောင်းကြီးဆောက်ပြီးတော့လှူလို့တန်းလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာ၃ဆင်းမြောက်နေရာမှာရှိနေတယ်နော်၂ဆင့်ကျော်ပြီးတော့၃ဆင်းမြောက်နေရာမှာရှိနေတယ်နားလည်တတ်ဖို့မလိုဘူးလားအဲ့တော့ဒီနေရာမှာတခုတော့စဉ်းစားစရာရှိတာပေါ့ဦးဇင်းရဲ့အဲ့ဒီလောက်အချိန်တိုလေးအတွင်းမှာဖြစ်တဲ့မေတ္တာကဒီလောက်ကြီးတန်ဖိုးကြီးတယ်ဆိုတာဟုတ်နိုင်မှာမလားတချို့မေးခြင်းတဲ့စိတ်မေးခြင်းတဲ့သဘောလေးတွေစိတ်ထဲမှာရှိကောင်းရှိနိုင်တယ်နော်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကတန်ဖိုးကြီးတယ်ဆိုရင်လည်းပဲတန်ဖိုးကြီးလောက်အောင်သူကကောင်းနေလို့ပေါ့တနည်းပြောရလို့ရှိရင်လည်းပဲအဲ့ဒီကောင်းမြတ်တဲ့မေတ္တာမျိုးဖြစ်ဖို့ဆိုတာကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒီနေရာမှာဦးဇင်းတို့နန္တာတရှုတခြားအတွင်းမှာဖြစ်သွားတဲ့မေတ္တာဆိုတာကအည်အသွေးမိတဲ့အစဉ်အတန်းမြင့်တဲ့မေတ္တာမျိုးကိုရည်ရွယ်တာများသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့လိုတာမန်ပုဂ္ဂိုလ်တွေရဲ့တန်တမာဖြစ်တဲ့မေတ္တာတွေကအည်အသွေးမမိတဲ့အစဉ်အတန်းမမြင့်တဲ့မေတ္တာမျိုးတွေပဲများတယ်ဘယ်လိုမေတ္တာမျိုးလဲမညာမတာပြောရမယ်ဆိုရင်လေကိုထားခြင်းတဲ့လူပေါ်မှာထားမယ်ကိုမထားခြင်းတဲ့လူပေါ်မှာမထားဘူးဆိုတဲ့မေတ္တာမျိုးတွေဒါထက်ပိုပြီးတော့တိတိကျကျပြောရမယ်ဆိုရင်ငါပေါ်မှာကောင်းတဲ့လူပေါ်မှာမေတ္တာထားမယ်ငါပေါ်မှာကောင်းတဲ့လူမေတ္တာမထားဘူးဆိုတဲ့မေတ္တာမျိုးပဲဟုတ်တယ်မဟုတ်လားပိုင်းခြားထားတယ်ပေါ့နော်လူရင်းလူစိမ့်ပိုင်းခြားထားတယ်ချစ်သူမုန်းသူပိုင်းခြားထားတယ်ငါလူသူ့လူပိုင်းခြားထားတယ်အလုံးရဲ့ပေါ်မှာဒန်းတူညီမျှမေတ္တာကိုမထားနိုင်ဘူးဟုတ်လားအိုကြည်လေမေတ္တာဘလောက်ခက်လဲဆိုတာအည်သွေးမိတဲ့မေတ္တာဘလောက်ခက်မေတ္တာမျိုးဖြစ်ဖို့ဘလောက်ခက်လဲဆိုတာကိုသိနိုင်တယ်နော်တာမန်ပဲစိတ်ကပို့နေလိုက်တယ်။ဂိုင်းအလုံးချမ်းသာကြပါစေ။ချောရှူရှူသွားနေတဲ့မေတ္တာလေးကကိုမုန်းတဲ့လူရဲ့ရှေ့လေရောက်ရောက်ကိုမတည့်တဲ့လူရဲ့ရှေ့လေရောက်ရောက်မေတ္တာကရှေ့ဆက်မသွားတော့ဘူး။ဟုတ်တယ်မဟုတ်လား။နောက်စိတ်ထဲမှာအဖုထစ်တွေဖြစ်ကုန်ပြီ။အမုန်းတွေကနေရာယူလာပြီ။စိတ်ထဲမှာမကြည်မသာဖြစ်လာပြီ။မေတ္တာပို့ရင်းနဲ့တော့အကုသိုလ်ဖြစ်နေတာရှိနိုင်တယ်။ဟုတ်လား။အဲ့လိုမျိုးမေတ္တာမျိုးကိုအည်သွေးမိတဲ့မေတ္တာလို့ဆိုနိုင်မလား။မဆိုနိုင်ဘူး။ဒါကြောင့်ဦးဇင်းတို့ပါရမီ10ပါးဟောထားတာထဲမှာတချို့နာယူဘူးလိမ့်မယ်နော်။ဘုရားလောင်းသူမိတာရှင်ရဲ့မေတ္တာနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်ပုံလေးယထာပိဥဒကနာမကလျာဏီပါပကိစနေတမံဖရတိတိတေနပဝါဟိတိရဇောမလန်ယထာပိဥဒကနာမရေဆိုတာတဲ့ရေရဲ့တဘာဝကလျာဏီပါပကိစနေကောင်းတဲ့လူရဲ့ပုံမှာပဲဖြစ်ဖြစ်ဆိုးတဲ့လူရဲ့ပုံမှာပဲဖြစ်ဖြစ်ရေဟာမျက်နှာလိုက်တယ်လို့မရှိဘူးတမံဖရတိတိတေနတဲ့ချိုးလိုက်မယ်ဆိုရင်တော့တူညီစွာအေးချမ်းစေလိမ့်မယ်ပဝါဟိတိရဇောမလန်ဆေးကြောမယ်ဆိုရင်တော့အညစ်အကြေးကိုတူညီစွာတန်ရှင်းစေလိမ့်မယ်ဒီမှာမျက်နှာလိုက်တဲ့သဘောနည်းနည်းမှမရှိဘူးသူတော်ကောင်းပဲတောက်တောက်သူယုံမှာပဲတောက်တောက်အစားကတော့အတူတူပြေးကြမှာပဲဟုတ်လားအဲ့ဒါလိုပဲတဲ့ကိုယ့်ရဲ့အပေါ်မှာအကျိုးလိုလားတဲ့ပုံကိုယ်ရဲ့အပေါ်မှာပဲဖြစ်ဖြစ်ကိုယ့်အပေါ်မှာအကျိုးမလိုလားကြတဲ့ပုံကိုယ်ရဲ့အပေါ်မှာပဲဖြစ်ဖြစ်မေတ္တာတရားကိုညီမျှစွာထားနိုင်ရမယ်အဲ့လိုကျင့်သုံးမယ်ဆိုရင်သင်ဟာတပ္ပယုဒဉာဏ်ကိုရလို့ဘုရားရှင်စေဧကံဖြစ်လိမ့်မယ်လို့သူ့ကိုယ်သူဆုံးမတာရှိတယ်ဟုတ်လားဒါကြောင့်အည်သွေးမိတဲ့မေတ္တာအစဉ်တန်းမြင့်တဲ့မေတ္တာဆိုတာဘယ်လိုမေတ္တာမျိုးလဲလို့မေးရင်ရေနဲ့တူတဲ့မေတ္တာမျိုးပေါ့လွယ်ပါမလားစိတ်ထဲမှာဖြစ်ဖို့
မလွယ်ဘူးနော်ဘက်လိုက်တဲ့မေတ္တာမျိုးတွေပဲအဖြစ်များမှာဟုတ်လားမုန်းတဲ့လူတွေမတည့်တဲ့လူတွေကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့လူတွေကိုယ်စိတ်တိုင်းမကြတဲ့လူတွေရဲ့ပုံမှာကျတော့မေတ္တာကဖြစ်ဖို့အလုံးကိုခက်တာကိုတွေ့ရတယ်ဒါကအချင်းယူပြီးတော့တရားတရားထက်ထက်တန်တန်လုံလဝရိယကြီးကြီးမားမားနဲ့လက်ကျင့်မှုစ조사အထောက်မှုရှိမှအစဉ်အတန်းမှီတဲ့အည်သွေးမြင့်တဲ့မေတ္တာဆိုတာဖြစ်တာအများစုကတော့လွယ်လားမလွယ်လားဆိုတာကိုမသိပါဘူး။ဘာလို့ဆိုမေတ္တာကိုလုံးမမကြည့်ပဲပေါ့။ဟုတ်လား။မေတ္တာပို့လဲတချို့ဝိကြည်တန်းကြီးပဲတန်ပေါက်ရွတ်တယ်လို့ရွတ်သွားတာစိတ်ကတောင်ရောက်မြောက်ရောက်နေဟုတ်လား။တချို့ဆိုလို့ရှိရင်နားထောင်ကောင်းဖို့အဓိကထားပြီးတော့ရွတ်တာလည်းရှိသေးတယ်။အဓိကပါလဲစိတ်ထဲကချမ်းသာစေလို့တဲ့စိတ်တက်ကလေးလှိုက်လေလှဲဖြစ်သွားဖို့ကအဓိကဟုတ်လား။ဒါကြောင့်နားလဲဖို့လိုတယ်နော်။အဲ့လိုအည်သွေးမှီတဲ့မေတ္တာမျိုးသာဖြစ်ခဲ့မယ်ဆိုရင်တဲ့ဘယ်လောက်ထိပြောတာတော့နန်းသာတရှုတရှိုက်ခန့်ကာလမျှပင်ဖြစ်ပါစေဒီမေတ္တာဟာဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းဆောက်လှူရတဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာနော်သုံးစင်းမြောက်မြင့်မားတဲ့နေရာမှာရှိနေတဲ့ကောင်းမှုမျိုးဖြစ်နေတယ်အာကိုတိုက်တယ်ပေါ့နော်အစင်စင်မြတ်စွာဘုရားဝေဖန်ပြတာအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဝေဖန်ပြပြန်နေတဲ့တခါကြီးအဲ့ဒါလောက်မြင့်မြတ်တဲ့တန်ဖိုးကြီးတဲ့နော်မေတ္တာဆိုတဲ့ကုသိုလ်ကောင်းမှုထက်သာလွန်မြင့်မားတဲ့ကောင်းမှုလည်းရှိသေးတယ်တဲ့အဲ့ဒီကောင်းမှုကဘာလဲဆိုတော့အနိစ္စတင်ညာပဲတဲ့ဘာလဲတော့အနိစ္စတင်ညာအနိစ္စဆိုတာမတည်မြဲတာတင်ညာဆိုတာအမှတ်ရတာမတည်မြဲတာကိုအမှတ်ရတာဩဘာလေးပဲဖြစ်လာဖြစ်ပြီးရင်မရှိတော့ပါလားလို့သိတယ်ဒီချမ်းသာထောင်နော်တန်ဖိုးအကြီးဆုံးကုသိုလ်ကောင်းမှုရဲ့အကြောင်းကိုပြောနေတာဟုတ်လားဘာလေးပဲဖြစ်လာဖြစ်ပြီးရင်မရှိတော့ပါလားလို့သိဖို့လိုတယ်ဦးဇင်းပြောတဲ့စကားလုံးလေးကိုတေချာနားထောင်ဘာလေးပဲဖြစ်လာတာနော်တဘာဝတရားတွေဆိုတာဖြစ်လာတာဘဝဆိုတဲ့စကားလုံးလေးကဖြစ်ခြင်းလို့အကျဉ်းမြင့်အဓိပ္ပာယ်ရတယ်လူတွေကဘဝလို့တော့ပြောနေကြတာဘဝရဲ့အဓိပ္ပာယ်ကိုဘာမှလည်းသိတာမဟုတ်ဟုတ်လားဘဝဆိုတာအကျဉ်းမြင့်အဓိပ္ပာယ်ဘယ်လိုရလဲဖြစ်ခြင်းလို့အဓိပ္ပာယ်ရတယ်ဘာတွေဖြစ်တာတုံးလို့မေးရင်မြင်မှုမျိုးစုံဖြစ်တယ်ကြားမှုမျိုးစုံဖြစ်တယ်အနံ့ရမှုမျိုးစုံအရာသာသိမှုမျိုးစုံတွေ့ထိမှုမျိုးစုံတွေးကြံမှုမျိုးစုံဒကာဓမ္မဦးဇင်းတို့ရဲ့ဒီခန္ဓာအိမ်ကြီးကိုမျက်စိနာနာလျှာကိုစိတ်လို့ဆိုတဲ့ဒကာပေါက်ကြီး6ပေါက်ဖောက်ပြီးတော့တိဆောက်ထားတာကိုအာယုန်နေနဲ့ဒီဒကာပေါက်တွေနဲ့တွေ့တိုင်းနော်ဒီခန္ဓာအိမ်မှာမြင်တယ်ကြားတယ်အနံ့ရတဲ့အရာသာသိတယ်တွေ့ထိတယ်တွေးကြံတယ်ဆိုတဲ့သဘာဝတရား6အုပ်စုဟာမလွဲမသွေဖြစ်လာတယ်ဟုတ်လားအဲ့ဒါတွေဖြစ်တာကိုကြောင်းပြီးတော့စိတ်ထဲမှာချမ်းသာတယ်ဝမ်းသာတယ်ဝမ်းနေတယ်ဆိုတဲ့ခံစားချက်တွေဖြစ်တယ်ချမ်းသာတယ်ဆိုလို့ရှိရင်လောဘနဲ့တုံ့ပြန်တဲ့လိုချင်တယ်ပေါ့ဆင်းရဲတယ်ဆိုရင်ဒေါသနဲ့တုံ့ပြန်တဲ့စိတ်ဆိုးတယ်ပေါ့ဒါတွေဟာလည်းပါတော့ဖြစ်လာတာအဲ့ဒါတွေဖြစ်တာကိုဘဝလို့ခေါ်တာနော်အဲ့လိုဖြစ်ချင်းလို့ဆိုတဲ့ဒီဘဝရဲ့မတည်မြဲတဲ့သဘောကိုသိတာမြင်တာနားလည်တာကိုအနိစ္စတင်ညာလို့ပြောတာတဲ့ပြောရရင်မြင်တာတွေကလည်းမြင်ပြီးသွားတာနောက်ထပ်အသစ်ထပ်မြင်တာဘုံမရောက်ခင်တုန်းကဦးဇင်းဒီနာမရောက်ခင်တုန်းကဒီမြင်ကွင်းရှိသလားမရှိဘူးနော်အခုမြင်ကွင်းအသစ်ပေါ့ဟုတ်တယ်မဟုတ်လားခဏနေရင်ဒီမြင်ကွင်းရှိအောင်မလားဒါကအကျဉ်းသားလေးပြောပြတာပါတကယ်တမ်းကတော့အချိန်နဲ့အမျှမြင်ကွင်းဟာလည်းပြောင်းတယ်မြင်စိတ်ဟာလည်းပြောင်းတယ်သူကပြောရတာနည်းနည်းလေးဦးဇင်းတို့နုံညံ့တဲ့တိမ်မွေ့တယ်ပြောဖို့လွယ်တာကနားလည်ဖို့လွယ်တာကဟောဒီကြားတယ်ဆိုတဲ့သဘောလေးကြားခြင်းဟာဘဝတစ်မျိုးပဲနော်ကြားတယ်ဆိုတဲ့ဖြစ်ခြင်းတရားဟာဘဝပဲတကယ်တမ်းကဟုတ်လားကြားနေတယ်ကြားပြီးသွားတယ်နောက်ထပ်အသစ်ထပ်ပြီးတော့ကြားတာတိလာယူတုံးကဘုန်းကြီးရရှေ့ရဆိုတဲ့နောက်ကပေးတဲ့တို့တကယ်ကြားလို့တကယ်လိုက်ဆိုခဲ့ကြတယ်တကယ်ဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒါခုရှိသေးသလားထာဝရပြောက်ွယ်သွားပြီဘယ်နာသွားရှာလို့မှမတွေ့နိုင်တော့ဘူးဘဝဆိုတာဒီလိုပဲဖြစ်လာတယ်မရှိတော့ဘူးဖြစ်လာတယ်မရှိတော့ဘူးသွားနေတာကောင်းတယ်ပြောဆိုတယ်ပဲဆိုဘလို့ပဲထင်တေချာတာကတော့ဖြစ်ချင်းတရားတို့ဒီဖြစ်လာတယ်ဖြစ်ပြီးရင်မရှိတော့ဒါပေမဲ့အကြောင်းတရားတွေကရှိနေတော့နောက်ထပ်ပြီးတော့သဘာဝတရားတွေဟာအသစ်ထပ်ဖြစ်တယ်အခုအတန်ကိုပဲစိတ်ဆိုင်ပြီးတော့နားထောင်ကြည့်လေထပ်ဖြစ်တာနော်ဖြစ်ပြီးတော့ရှိသေးသလားလို့ကြည့်လိုက်မရှိတော့နောက်ထပ်မဖြစ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးအကြောင်းတရားတွေရှိတော့ဖြစ်တယ်ဖြစ်ပြီးတော့လည်းမရှိတော့ဗျာမို့ဒီလိုပဲသွားနေတာအဲ့ဒါအိမ်ရောက်လို့ထမင်းစားရင်တတိလေးထားစားကြည့်ပေါ့နှာခေါင်းမှာပေါ်တဲ့အနက်ရှာပေါ်မှာပေါ်တဲ့အရာသာနော်တလုတ်အတွင်းမှာထမင်းတလုတ်အတွင်းမှာဖြစ်ပေါ်သွားတဲ့အနက်နဲ့အရာသာတွေနောက်တလုတ်ထိလိုက်တာမဟုတ်ဘူးနော်ဟုတ်တယ်မို့လားအချင်းကိုစားနေတဲ့အချိန်မှာဖြစ်တဲ့အနက်နဲ့အရာသာတွေအချို့ကိုစားနေတဲ့အချိန်မှာရှိအောင်မလားမရှိတော့ဘူးနော်အသစ်ထပ်ဖြစ်တယ်ဖြစ်ပြီးရင်လည်းမရှိတော့ဘူးဒီလိုနဲ့ထမင်းနဲ့ပေါင်းများစွာဦးဇင်းတို့ပြီးခဲ့တာပဲလေဟုတ်လားအဲ့လိုပဲဒီခန္ဓာရဲ့အတွေ့အထိနော်အနုအကျံအပူအေးအမျိုးအတိုင်းအစအမျိုးနဲ့တွေ့ထိနေတဲ့တွေ့ထိမှုသဘောဟုတ်လားစိတ်ထဲမှာစိတ်ကူးစိတ်တမ်းမျိုးစုံတွေးကြံနေတဲ့သဘောဒါတွေကိုတည်မြဲနေသလားဘယ်တည်မြဲနေမလို့ဖြစ်တော့ဖြစ်လာတယ်မဖြစ်ဘူးမဟုတ်ဖြစ်ပြီးတော့လည်းမရှိတော့
နောက်ထပ်အသစ်ထပ်ဖြစ်နေတာဒါကိုနားလည်ဖို့လိုတယ်ဦးဇင်းတို့ကတတိမရှိတဲ့အခါကျတော့အသစ်ဖြစ်နေတာကိုသိကိုမသိဘူးဖြစ်နေတာတရားတွေကိုငကိုတုံးဟာတွေလို့ရောကြိတ်နေတာငကိုတုံးဟာတွေလို့ပဲထင်နေတာအဲ့တော့စိတ်ကဘာဖြစ်တုံဆိုတီမြဲတယ်လို့ပဲထင်နေတာကိုလည်းငကိုတုံးကလူလို့ပဲထင်နေတာသူတစ်ပါးကိုကြည့်လိုက်ရင်လည်းငကိုလူလို့ပဲထင်နေတာပြောင်းလဲသွားတာကိုမမြင်ဘူးအသစ်ဖြစ်လာတာကိုမသိဘူးအခုထပ်ပြီးတော့ဖြစ်နေတာအသစ်ပဲသီလယူတုံးကလူနဲ့အခုလူနဲ့တယောက်တည်းမဟုတ်တော့ဘူးဟုတ်လားအခုလူကဘာတော့အသစ်ဖြစ်နေပြီအဲ့လိုဆိုလို့ရှိရင်ဦးဇင်းရဲ့ဒီလူတွေကဘယ်ဟာရောက်လာတော့ဘယ်မှရောက်လာတာတော့မဟုတ်ဘူးသူရှိရအရင်ဖြစ်ခဲ့တဲ့ယုံနံကိုပဲအကြောင်းပြုပြီးတော့အသစ်ထပ်ပြီးတော့တဘာဝအသစ်ဖြစ်တာရှိဖြစ်ခဲ့တဲ့ယုံနံနဲ့အခုဖြစ်နေတဲ့ယုံနံဘာမှမပတ်သက်ဘူးမသက်ဆိုင်ဘူးတော့ဒီလိုတော့မဟုတ်ဘူးเนาะအကြောင်းအကျိုးသဘောအရပဲသက်ဆိုင်တယ်တစ်ခုတည်းတစ်ယောက်တည်းတစ်လုံးတည်းတော့မဟုတ်ဘူးဟုတ်လားတေချာစဉ်းစားကြည့်နော်အမိဝမ်းကောင်းကကျွတ်ခါစားနေတာရဲလေးကနေဒီအခြေအနေထိရောက်အောင်အဲ့ဒီပုံစံမျိုးနဲ့ပြောင်းလာတာကျွတ်တို့အများကြီးကာလကြာသွားမှတော်ပြောင်းသွားပါလားလို့သိတာခုနကနဲ့အခုပြောင်းသွားတာမသိဘူးဟုတ်လားခုတင်လေးဖြစ်ခဲ့တာနဲ့အခုအနေထားနဲ့ပြောင်းသွားတာမသိဘူးเนาะသဘောပေါက်လားဦးဇင်းပြောတာ哦စဉ်းစားနော်ဒါပါတော့အမျက်ဆုံးကုသိုလ်ရဲ့အကြောင်းကိုပြောနေတာစိတ်ဝင်စားတဲ့နဲ့နားလည်အောင်လှုပ်ချင်တဲ့စိတ်ရှိတဲ့နဲ့နော်ဘဝရဲ့နော်လေးနဲ့တဲ့အမှန်တရားတွေကိုသိလို့တဲ့စိတ်ပြင်းထန်ရှိတဲ့နဲ့ဟုတ်လားအာမတည်မြဲနေတာမရှိဘူးဖြစ်ချင်းတရားတွေဟာဖြစ်ပြီးတော့မရှိတော့တဲ့သဘောနောက်ထပ်အသစ်ဖြစ်ပြန်တာပဲဒါမယမနာဖြစ်နေတာဖြစ်ပြီးရင်လည်းမရှိတော့ဘူးဒီလိုနဲ့ဦးဇင်းတို့ဖြစ်သည်မြအကုန်လုံးပျောက်ပြီးတော့ဘဝတစ်ခုပြီးသွားမှာပဲဟုတ်တယ်မဟုတ်လားစဉ်းစားနော်အခုညနေခင်းတော့ဖြစ်ခဲ့တာအခုမရှိဘူးအခုဖြစ်တဲ့ကိစ္စအိမ်ရောက်ရင်မရှိတော့ဘူးဒါအကျဉ်းမြင့်ပဲဝေဖန်ကြည့်တာပါနော်ညအိတ်ဆက်ကြမယ်မနေ့လင်းလာတော့ညတော့အဆင်ပြေမပြေအိမ်မဲ့ကောင်းတာတွေပဲမက်တယ်ပျော်ရှိုးတာတွေပဲမက်တယ်ပျော်ပြီးသွားပြီမရှိတော့ပြန်ရှာလို့မတွေ့နိုင်တော့ဘူးနော်လုံးဝပျောက်ွယ်သွားတာယရတီတံပဟိနန္တံအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီဘာမှမရှိတော့ဟုတ်လားအဲ့လိုနဲ့နောက်တရက်ဒီလိုနဲ့ဘာဖြစ်သွားတော့ဖြစ်တော့ဖြစ်လာတယ်အသစ်ဖြစ်ပြီးတော့ကုံသွားတယ်ဒါကိုဘာခေါ်တော့အနိစ္စအဲ့ဒီအနိစ္စကိုသိတယ်မြင်တယ်နားလည်တယ်ဆိုရင်အနိစ္စတင်ညာတဲ့ပြောရင်ဝိပဿနာပညာကိုပြောတာနော်အဲ့တော့ဒီအမြင့်မြတ်ဆုံးကုသိုလ်ကောင်းမှုကြီးကိုမြတ်စွာဘုရားကဘလောက်တောင်တန်ဖိုးထားပြီးတော့ဟောထားတော့ဣစ္ဆရာသင်္ကတမတ္တံပိအနိစ္စတင်ညာပါဝေယတဲ့ဣစ္ဆရာသင်္ကတမတ္တံပိလက်ဖြစ်တဲ့အတွက်ဒီခန့်ကာလမြတ်လေးအနိစ္စတင်ညာမတည်မြဲမှုကိုသိတဲ့မြင်တဲ့နော်ဝိပဿနာပညာလို့ဆိုတဲ့အနိစ္စတင်ညာကိုစေပါဝေယအကယ်၍ဖြစ်စေညာဣဒံတတော်မဟာဖလံအဲ့ဒါဟာအလွန်ကြီးမားတဲ့ကောင်းမှုကြီးကိုပြုဟာရောက်တယ်စောစောကပြောခဲ့တဲ့ကုသိုလ်ကောင်းမှုတွေထက်တာလွန်မြင်မားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်လို့ဒီလိုဟောတာဟုတ်လားဒါကြောင့်ဒီအနိစ္စတင်ညာလို့ဆိုတဲ့မတည်မြဲတဲ့သဘာဝဖြစ်ချင်းတရားတို့ရဲ့ဖြစ်ပြီးတဲ့နောက်မရှိတော့တဲ့သဘောလေးတွေကိုတိနေအောင်ကြိုးစားကြရမယ်ဘယ်နည်းနဲ့ဒီပညာကိုရနိုင်တယ်လဲဒီကုသိုလ်ကောင်းမှုကိုဦးဇင်းတို့ရဖို့အတွက်ဘယ်နည်းနဲ့ရှာဖွေကြရမလဲလို့မေးရင်တော့တတိပဋ္ဌာန်ဘာဝနာဆိုတဲ့နိလန်းနဲ့ရှာဖွေကြရမယ်သူလည်းပဲနီးမှန်လက်မှစနစ်တကျရှာမှရမှာနော်တတိပဋ္ဌာန်ဆိုတာဘာတော့ခန္ဓာမှာဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေတဲ့အလေ့အကျင့်ကိုပြောတာဝင်လေလေးဝင်သွားတယ်လို့သိနေတယ်ထွက်လေလေးထွက်သွားတယ်လို့သိနေလိုက်တယ်အပူလိုလို့တာဘာဖို့ဘာပဲလိုက်မှုမှမရှိဘူးဟုတ်လားအဲ့ဒါဘာလို့တဲ့ခေါ်တော့တတိပဋ္ဌာန်တရားပွားတာပေါ့နော်အာနာပါနကမ္မဋ္ဌာန်းဆိုတာကာယ ानु ပဒနာတတိပဋ္ဌာန်ထဲမှာအကျုံးဝင်မှုလားဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတစ်မျိုးပဲလေသူလည်းပဲဟုတ်လားတခြားသောဒီခန္ဓာမှာဖြစ်ခြင်းတရားလို့ဆိုတဲ့သဘာဝတရားမျိုးစုံဖြစ်နေတာတွေရောမရှိဘူးလားယခုနကပြောခဲ့တဲ့မြင်ခြင်းကြားခြင်းအနံ့ရခြင်းစားတောက်ခြင်းတွေ့ထိခြင်းတွေ့ကြံခြင်းချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းခြုံပြောလိုက်လို့ရှိရင်ဒီ၄၅ခုမျိုး10မျိုးလောက်ပြောလိုက်ရင်တော်တော်လေးကိုပြည့်စုံသွားတယ်လို့ဆိုနိုင်ပါတယ်ဟုတ်လားအဲ့ဒီဖြစ်လာတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေရမယ်ဖြစ်တိုင်းသိနေရမယ်ဘာလေးပဲဖြစ်ဝင်ရောက်ဆွတ်ဖက်မှုမလုပ်နဲ့ဘေးကနေထိုင်ပြီးတော့ကြည်နေတယ်လို့မျိုးလွတ်ကင်းကြည်နေတတ်တဲ့အလေ့အကျင့်ကိုပြုထောင်ရမယ်နော်တရားအထုတ်တယ်ဆိုတာတော့ဖြစ်အောင်လုပ်တာမဟုတ်ဘူးဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းအမှန်ကန်သိနေအောင်ကြိုးစားတာဖြစ်တာကကိုလုပ်တာမဟုတ်ဘူးသူများလုပ်တာလည်းမဟုတ်ဘူးသူ့အကြောင်းကျိုးဆက်ပြီးတော့ဖြစ်နေတာသဘာဝတရားတွေဆိုတာကိုလုပ်ထားတာလည်းမဟုတ်ဘူးသူများလုပ်ထားတာလည်းမဟုတ်ဘူးဘယ်သူလုပ်ထားတာမှမဟုတ်ဘူးသူကိုအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘောတရားတွေဟုတ်လားဒီခန္ဓာကိုယ်ကြီးကိုဝေဖန်မယ်ဆိုရင်တော့ကံစိတ်ဥတုအာဟာရဟုတ်လားဒါတွေကိုအခြေခံပြီးတော့ဘာလုပ်နေတော့ဖြစ်ပေါ်နေတာအဲ့ဒါကိုဘာလုပ်ရမှာတော့ဘေးကနေထိုင်ပြီးတော့ကြည်နေတယ်လို့မျိုးသတိထားပြီးတော့နေရဟုတ်လားဖြစ်တာကိုဖြစ်နေတဲ့အတိုင်းလေးပဲအတိမပြုတ်ပြီးတော့နေရမယ်သိပြီးရင်ထားခဲ့ပြန်ပြီးတော့မတွေးနဲ့နောက်ထပ်သိတရားတွေကအရင်နဲ့တလက်ဆက်ဖြစ်နေတာဆက်ပြီးတော့တိသွားရမဖြစ်သေးတာကိုလည်းနည်းနည်းမှကြိုးပြီးတော့မတွေးနဲ့
တက်နိုင်တဲ့မြတ်ပြစ္ဆုတ်ပံတဲ့အောင်အာယုံစိုက်ရမယ်အဲ့လိုမျိုးလေ့ကျင့်တာကြိုးစားတာကိုဘာလို့တယ်လို့ခေါ်တော့သတိပဋ္ဌာန်တရားပွားတယ်လို့ခေါ်တာနော်ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာဘယ်သဘာဝတရားမျိုးကိုမဆိုနော်အလွတ်မခံမဲနဲ့သတိထားပြီးတော့နေရမယ်ဒါကိုမဟာစီစောဘုရားကြီးကနော်ဆောင်ပုဒ်ကလေးရေးပြီးတော့ပေးတာရှိတယ်နော်ပေါ်တိုင်းမပြတ်ရှုမှတ်နေရင်ယုံနဲ့နှမျိုးကြောင်းကျိုးသိမြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်တွင်အနတ္တတိယနိဗ္ဗာန်ဝင်ဟုတ်လားဒီခန္ဓာမှာအကြောင်းကျိုးတွေနော်ပြည့်စုံသွားလို့သဘာဝတရားတွေဟာအစ်စ်ဖြစ်ပေါ်လာတယ်မြင်မှုကြားမှုနားရမှုစားသောက်မှုတွေ့ထိမှုတွေ့ကြံမှုချမ်းသာမှုဆင်းရဲမှုသဘောတရားတွေဟာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတယ်အဲ့ဒါကိုဘာလို့အောင်တော့ပေါ်တိုင်းမပြတ်ရှုမှတ်နေလင်မပြတ်ဆိုတာကအမြဲတမ်းလို့ပြောတာဟုတ်လားအဲ့လိုမျိုးတတိလေးထားပြီးတော့နေမယ်ဆိုလို့ရှိရင်တဲ့ရုပ်နာနှမျိုးအကြောင်းကျိုးသိမြင်ဩဒါဟာပုဂ္ဂိုလ်တ attva သဘောမပါတဲ့ပေါက်ပြန်တဲ့တရားပါလားအာယုံကိုသိတတ်တဲ့ခံစားတတ်တဲ့သဘောတရားတွေပါလားဒါရုပ်နာကိုပြောတာနော်ဟုတ်လားဒါတွေဟာအကြောင်းအကျိုးသဘောတွေပါလားဘယ်သူဖန်ဆင်းလို့မှဖြစ်တာမှမဟုတ်ပါလားအကြောင်းပဲဖြစ်နေတာလည်းမဟုတ်ပါကလားသူသိလာလားသတိထားရင်သဘာဝတရားတွေအကြောင်းကိုသိလာမှာယုံနာကိုသိမယ်အကြောင်းအကျိုးကိုသိမယ်ပြီးရင်ပါလေမမြဲဆင်းရဲဉာဏ်နဲ့ပေါ်တယ်မတည်မြဲတဲ့တရားတွေဖြစ်ပြီးရင်မရှိတော့တဲ့သဘောတွေလို့သိလာတယ်အဲ့ဒါကြောင့်မလို့မကောင်းတဲ့တရားတွေဆင်းရဲတဲ့တရားတွေလို့သိလာတယ်ဒါကိုပြောတာနော်ပေါ်တိုင်းမပြတ်ရှုမှတ်နေရင်ယုံနာနှစ်မျိုးအကြောင်းအကျိုးသိမြင်မမြဲဆင်းရဲဉာဏ်တဲ့ပေါ်လွင်ကိုဉာဏ်ထဲမှာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောတွေကအလိုလိုသိလာတယ်သတိသာထားနေအတိလေးသာလိုက်ပြီးတော့နေဒါတွေဟာဘာလဲဆိုတာသိလာတယ်ဒီယုတ်ဒီနံတွေဟာတကယ်တမ်းကမကောင်းတဲ့သဘောတွေမမြဲတဲ့သဘောတွေကြီးပဲအကုန်လုံးကကျတို့ကသတိမထားလို့ဒါအဲ့ဒီအချက်တွေကိုမသိရတာ哦သတိထားလိုက်ရင်အဲ့ဒီအချက်တွေကိုသိလာတယ်မြင်လာတယ်နားလည်လာတယ်ဟုတ်လားမမြဲစင်းရဲ့ဉာဏ်နဲ့ပေါ်လွင်ဉာဏ်ထဲမှာပေါ်လွင်ထင်ရှားလာတယ်ကိုယ့်ကိုသိလာတယ်အဲ့လိုသိလာရင်နောက်ဆုံးအနတ္တတန်ဖိုးမဲ့တဲ့အရာတွေပါလားလို့သိလာပြီဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုတော့မျက်မှောက်ပြုရလိမ့်မယ်လို့ပြောတာအနတ္တတိယနိဗ္ဗာန်ဝင်အလွန်ကောင်းတဲ့ဆောင်းပုဒ်ကလေးပဲနော်ဒါမျိုးလေးတွေကိုနှုတ်တဲ့အာကုံဆောင်းပြီးတော့ရွတ်ဆိုတဲ့တယ်ပူဇော်တဲ့တယ်လက်တွေလည်းပဲအဲ့ဒါတရားအထုတ်ဖြစ်ဖို့အတွက်တိုက်တွန်းပြီးသားလည်းဖြစ်သွားနိုင်တယ်ပေါ့ပေါ်တိုင်းမပြတ်ရှုမှတ်နေရင်ယုံနာနှမျိုးအကြောင်းကျိုးသိမြင်မမြဲစင်ရဲ့ဉာဏ်တဲ့ပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်ဘယ်လောက်ကောင်းနော်တူတူချင်းချင်းလေးနဲ့အလွန်မှထိမိတယ်အနှစ်အသာပြည့်တဲ့စာလေးတွေပေါ့နော်ဟုတ်လားအဲ့တော့ဦးဇင်းတို့တန်ဖိုးကြီးမားသောကုသိုလ်ကောင်းမှုကြီးနဲ့မလွဲချော်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကောင်းဆုံးနဲ့မလွဲစေနဲ့လို့တရားကောင်းစီလေးတက်ပြီးတော့ပြောတဲ့နေရာမှာအကောင်းဆုံးနဲ့မလွဲစေနဲ့ဆိုတာဒီအနိစ္စတင်ညာလို့ဆိုတဲ့မတည်မြဲမှုကိုသိတဲ့ဝိပဿနာပညာကိုရအောင်လို့ဒါကိုရည်ရွယ်ပြီးတော့ပြောတာဘယ်နည်းနဲ့ဝိပဿနာပညာကိုရနိုင်မှာတော့တတိပဋ္ဌာန်တရားကိုပွားများတဲ့နိလန်းဖြင့်ရနိုင်မယ်ပေါ့အခုဆက်ပြီးတော့ပိဋကပေါင်းတော်ကောင်းတို့ဦးဇင်းတို့ဗာပြောခြင်းတော့ဆိုတော့ဒီအနိစ္စတရားမတည်မြဲမှုတရားကိုမြတ်စွာဘုရားကဘလောက်ထိနားလည်စေခြင်းတလဲဥပမေယပေါင်းများစွာနဲ့အနိစ္စကိုနားလည်ဖို့အတွက်မြတ်စွာဘုရားဘလောက်ထိဆုံးမတော်မူခဲ့တယ်လေဒီအနိစ္စတင်ညာလို့ဆိုတဲ့မတည်မြဲမှုကိုသိတဲ့မြင်တဲ့ဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ဦးဇင်းတို့စဉ်းစားဆင်ခြင်တဲ့အကောင်းတဲ့တရားဒေသနာတစ်ပုဒ်ကိုကျန်တဲ့အချိန်မှာဆက်ပြီးတော့ပြောမယ်နော်အဲ့ဒီတရားဒေသနာကဦးဇင်းတို့နိဒာနဝကတန်ယုတ်ပါဠိတော်ထဲမှာဝေပုံလပပ္ပတသုတ်တံဆိုပြီးတော့မှတ်တမ်းတင်ထားဝေပုံလပပ္ပတဆိုတာဝေပုံလတောင်လို့အဓိပ္ပာယ်ရတယ်ဝေပုံလတောင်ဆိုတာကရာဇဂိုမြို့ကိုဝန်းရံထားတဲ့တောင်၅လုံးတွေကတောင်တစ်လုံးပေါ့အဲ့ဒီဝေပုံလတောင်ကြီးကိုပြပြီးတော့မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဒေသနာမို့လို့တန်ခါနာတင်ကြတဲ့မထေရမြတ်ကြီးတွေကဝေပုံလပပ္ပတသုတ်တံလို့ခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်ခါတစ်ပါးမှာဘုရားရှင်ကိုရမြတ်ကြီးရဟန်းတော်ရှင်မြတ်တွေကိုဝေပုံလတောင်ကြီးကိုပြပြီးတော့တရားဒေသနာတစ်ပုဒ်ဟောတယ်တဲ့ယဟန်တို့ဒီဝေပုံလတောင်ကြီးကိုကြည့်ဟောဒီဝေပုံလတောင်ကြီးဟာအလွန်ဝေးကွာတဲ့ရှေးကာလတစ်ခုတုန်းကပါဠိနဝန္တဆိုတဲ့နာမည်နဲ့အလွန်ထင်ရှားခဲ့တယ်တဲ့ဒီဝေပုံလတောင်ကြီးရဲ့တစ်ချိန်တုန်းကနာမည်ကဝေပုံလလို့မဟုတ်ဘူးတဲ့ပါတယ်တော့ပါဠိနဝန္တအလွန်ဝေးကွာတဲ့ရှေးကာလတစ်ခုတုန်းကဒီကကဘာရဲ့ရှေးဦးအစာပိုင်းလောက်ကလို့ပြောလို့ရမယ်နော်အဲ့လိုဒီဝေပုံလတောင်ကြီးကပါဠိနဝန္တဆိုတဲ့နာမည်နဲ့ထင်ရှားနေတဲ့အချိန်မှာအဲ့ဒီပါဠိနဝန္တတောင်ကြီးရဲ့ဝန်းကျင်မှာနေထိုင်ကြတဲ့နော်လူသားမျိုးနွယ်တွေကိုကြတော့တီဝရမျိုးနွယ်တွေလို့ခေါ်တယ်တဲ့တီဝရမျိုးနွယ်တဲ့တီဝရလူမျိုးပေါ့အဲ့ဒီတီဝရလူမျိုးတွေဟာအသက်ဘယ်လောက်ရှည်ကြလဲလို့မေးရင်နှစ်ပေါင်း4000ရှည်ကြတယ်တဲ့ဒီချိန်တုန်းကဖြစ်ခဲ့တဲ့သမိုင်းကြောင်းလေးတွေကိုမြတ်စွာဘုရားပြန်ပြောတာပေါ့နော်နှစ်ပေါင်း4000ရှည်တယ်အဲ့ဒီတီဝရလူမျိုးတွေဟာပါဠိနဝန္တတောင်ကြီးဘက်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်4ရက်တက်ရတယ်အချိန်ယူပြီးတော့4ရက်ဆင်းရတယ်တောင်ကြီးကလည်းအလွန်မြင့်တယ်ပေါ့နော်4ရက်လောက်တက်မှတောင်ထိပ်ကိုရောက်တယ်တောင်ကြီးကလည်းအလွန်မြင့်တယ်
အဲ့ဒီခေတ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကာကုတံဆိုတဲ့မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်တဲ့ဝိဒုဒာဆိုတဲ့မထေနဲ့သိင်္စီဝါဆိုတဲ့မထေဆိုပြီးတော့လက်ဝဲတော်ရင်လက်ရတော်ရင်အက္ကတဝကအစုံဖြစ်ထွန်းခဲ့တယ်ဒါတစ်ချိန်တုန်းကဒီကဘာမှာဖြစ်ပေါ်လာခဲ့တဲ့ဖြစ်ခဲ့တဲ့တမိုင်းကြောင်းလေးကိုမြတ်စွာဘုရားကပုပ္ပေနိဝါဒနုဒတိအဘိညာဉ်ကိုအသုံးပြုပြီးတော့ပြန်ကြည့်ပြီးတော့ပြောတာပေါ့နော်အဲ့လိုမြတ်စွာဘုရားပြောပြပြီးတော့ဗာပြောတော့ပတ္တထဘိက္ခဝေဒီစကားလေးကိုဦးဇင်းကသဘောကျတယ်ဘိက္ခဝေယဟန်တော်တို့ပတ္တထကြည်ပါတဲ့ပဂတိမျက်စိနဲ့ကြည်ခိုင်းတာမဟုတ်ဉာဏ်နဲ့ကြည်ခိုင်းတာတနည်းပြောရင်စဉ်းစားခိုင်းတာဆင်ခြင်ခိုင်းတာပတ္တထဘိက္ခဝေသာစီဝိမတ္တပပ္ပတ္တတမေညာအန္တရဟိတာယဟန်တို့ကြည်ပါတဲ့အဲ့ဒီတုန်းကပါစိနဝန္တဆိုတဲ့ဟောဒီဝေပုံလတောင်ကြီးရဲ့နာမည်ဟာပျောက်ကွယ်သွားခဲ့ပြီမရှိတော့ဘူးတဲ့ဒါဘုရားပြောလို့ဒါဒီတောင်ကြီးကတစ်ချိန်တုန်းကပါစိနဝန္တဆိုတဲ့နာမည်နဲ့ထင်ရှားခဲ့ဘူးတယ်လို့သိရတာကိုတကယ်အဲ့ဒီပါစိနဝန္တဆိုတဲ့နာမည်ရှိသေးသလားမရှိတော့ဘူးတေသမနုဿာကာလင်္ကတတဲ့အဲ့ဒီတုန်းကနှစ်ပေါင်း4000အသက်ရှည်ကြတဲ့တိဝရလူမျိုးတွေတရားမှမကြံတော့ဘူးအကုန်လုံးတည်သွားကြပြီတဲ့ဟုတ်လားသောစာဘဂဝါပြိဋိဘုတော်တဲ့အဲ့ဒီတုန်းကလောကသုံးပါးမှာအထွတ်အထိပ်ဖြစ်တော်မူခဲ့တဲ့ကာကုတံမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလည်းပြိဋိဘံစံသွားခဲ့ပြီမရှိတော့ဘူးတဲ့ဒါမြတ်စွာဘုရားကြည်ခိုင်းတာဆင်ခြင်ခိုင်းတာပေါ့နော်အဲ့လိုဆင်ခြင်ခိုင်းပြီးတော့မြတ်စွာဘုရားလောကရဲ့သဘောသင်္ခါရတရားတို့ရဲ့သဘောကိုနော်အဖြေထုတ်ပြတယ်ပေါ့တနည်းပြောရရင်တော့လောကဆိုတာဘာလဲဆိုတာလေးကိုအဖြေမှန်လေးထုတ်ပြတယ်ဘယ်လိုထုတ်ပြလဲဆိုတော့ဧဝံဘိက္ခဝေသင်္ခါရအနိစ္စဧဝံသင်္ခါရအတုဝဧဝံသင်္ခါရအနတ္တတိကဘိက္ခဝေယံတော်တို့သင်္ခါရတရားတို့မြည်သည်ဧဝံဤသို့ဤပုံအနိစ္စမတည်မြဲတဲ့သဘောရှိတယ်ဧဝံဤသို့ဤပုံသင်္ခါရတရားတို့မြည်သည်အတုဝမခိုင်မာတဲ့သဘောရှိတယ်ဧဝံဤသို့ဤပုံသင်္ခါရတရားတို့မြည်သည်အနတ္တတိကမသက်တာတဲ့သဘောရှိတယ်တဲ့သုံးချက်မြတ်စွာဘုရားအဖြေမှန်ထုတ်ပြတယ်လောကဆိုတာဘယ်လိုသဘောရှိတော့ဘဝခန္ဓာဆိုတာဘယ်လိုသဘောရှိတော့သင်္ခါရတရားတွေဆိုတာဘယ်လိုသဘောရှိလဲဆိုတာကိုဘယ်နှချက်ပြောသွားတော့သုံးချက်ပြောသွားတယ်နော်အနိစ္စမတည်မြဲတဲ့သဘောအတုဝမခိုင်မာတဲ့သဘောအနတ္တတိကမသက်တာတဲ့သဘောတဲ့ပါဠိအသုံးနှုန်းလေးတွေပါစိတ်ထဲမှာဆွဲနေခေါင်းထဲမှာဆွဲနေအလွန်ကောင်းမယ်နော်အနိစ္စမတည်မြဲဘူးတဲ့အကုန်လုံးပြတ်သွားကြမှာပျောက်သွားကြမှာနောက်နှစ်တရာအတွင်းမှာဒီနားမှာဒီလူတွေတယောက်မှမရှိတော့ဟုတ်လားအတုဝမခိုင်မာဘူးတဲ့မခိုင်မာဘူးဆိုတော့ပြတ်မှာပေါ့ခုငယ်ရွယ်နှုပြမှုလေးတွေပြတ်ပြီးတော့အိုမင်းရင်ရောမှုနဲ့ဆက်လက်ပြီးတော့ဘာလုပ်နေတော့ရှင်းတန်းနေတယ်အဲ့ဒီအိုမင်းရင်ရောမှုတွေလည်းပြတ်ဦးမယ်နာကျင်ခက်ခဲမှုတွေစာထုံနောက်ဆုံးလုံးဝပြတ်စီးသွားမယ်ဟုတ်လားနေသာထိုင်သာရှိတဲ့သဘောကျမ်းမာရေးကောင်းတဲ့သဘောလေးတွေပြတ်လိုက်နေတယ်မနေသာဘူးမထိုင်သာဘူးအော်ရဟရညှိညူရတဲ့အနေအထားတွေတချို့ရင်ဆိုင်နေကြရတယ်ရှင်သန်မှုတွေပြက်ပြီးတော့တေဆုံးမှုတွေဖြစ်နေတဲ့လူတော်မရှိဘူးလားရှိပါပြက်နေကြတာဟုတ်လားမခိုင်မာလို့မို့အကုန်လုံးဟာပြက်နေတာဟုတ်လားအဲ့ဒါမလို့သင်္ခါရတရားတွေဆိုတာအနတ္တတိကတတ်တာတဲ့သဘောမရှိဘူးတဲ့ပင်ပန်းတယ်လို့ပြောတာနော်လူဘဝကိုဦးဇင်းတို့ဇိမ်ကလေးနဲ့တတ်တောင့်တတ်တာရှင်သန်နေရတာမဟုတ်ဘူးတကယ်ကမကောင်းတဲ့သဘောတွေဖြစ်နေတာပဲပြောရလို့ရှိရင်ဒါပေမဲ့ကိုကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးတတိမရှိတဲ့အတွက်ကြောင့်မကောင်းမှလည်းမသိဘူးကောင်းမှလည်းမသိဘူးဝုဒ္ဓဘာသာနဲ့သွားနေတာနော်ဘဝခရီးကိုဝုဒ္ဓဘာသာနဲ့သွားနေတာအဖြေမှမသိဘဲနဲ့မှားယွင်းတဲ့အမြင်တွေနဲ့ဘဝခရီးကိုသွားနေကြတာပေါ့နော်ဘဝကတကယ်တမ်းကတက်တာတဲ့သဘောမဟုတ်ဘူးဟုတ်လားသို့တော့မတက်တာဘူးဆိုတာကိုတတိရှိမှဉာဏ်ရှိမှသိနိုင်တာကိုတော့အစဉ်ပြေတယ်ထင်နေကြတာပေါ့လေတချို့ဟုတ်လားဒါပေမဲ့တကယ်တတိနဲ့ကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာဟာမတက်တာတဲ့သဘောရှိတယ်ဆိုတာကိုနော်ထင်ထင်ရှားရှားသိနိုင်တယ်မြင်နိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသင်္ခါရတရားတွေဆိုတာအနိစ္စမတည်မြဲတဲ့သဘောအတုဝမခိုင်မာတဲ့သဘောအနတ္တတိကမသက်တာတဲ့သဘောရှိတယ်တဲ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကနော်တတ္တဝါတွေကိုဘလို့ဖြစ်စေခြင်းတော့မြတ်စွာဘုရားဆန္ဒ၃ချက်အဲ့ဒီမှာထပ်ပြီးတော့တွေ့ရတယ်ယာဝံရှိတံဘိက္ခွေလမေဝတပ္ပသင်္ခါရေတုနိဗ္ဗိန္တိတုံအလံဝိရိစိတုံအလံဝိမု सी တုံဘိက္ခွေယံတော်တို့တဲ့တပ္ပသင်္ခါရေတုအလုံးစုံသောသင်္ခါရတရားတွေရဲ့ပုံမှာယာဝံစလွန်ကဲနိဗ္ဗိန္တိတုံညီငွေခြင်းကအလမေဝတင့်လှတည်တာတည်းတဲ့ဟောတိချာနာထောင်နော်မြတ်စွာဘုရားဖြစ်စီခြင်းတဲ့ဆန္ဒသင်္ခါရတရားတွေဟာမတည်မြဲတဲ့အတွက်ကြောင့်မခိုင်မာတဲ့အတွက်ကြောင့်မသက်တာတဲ့အတွက်ကြောင့်မကောင်းမှုပေါ့ဆိုလိုတာကမကောင်းတဲ့အတွက်ကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာပြောမနေနဲ့ကြည်နူးစရာလို့ထင်မနေနဲ့ဒါတွေဟာညီငွေစရာတွေပဲလို့အမှန်အကန်သိတဲ့ဉာဏ်ပညာကိုရခြင်းကသင်လှပြီတဲ့နော်ညီငွေတဲ့ဉာဏ်ကိုဘယ်လောက်ထိတောင်မြတ်စွာဘုရားရစေခြင်းတော့ယာဝင်စလွန်ကဲတဲ့ညီငွေတဲ့ဉာဏ်ကိုနည်းနည်းရစေခြင်းတာမဟုတ်အများကြီးရစေခြင်းတာနော်အလမေဝတင့်လှတည်တာဒီတဲ့အဲ့ဒီစကားလေးကလည်းတော်တော်ကောင်းတယ်နော်ညီငွေခြင်းကတင့်လှတည်တာဒီတဲ့တင့်လှတည်တာဒီဆိုတဲ့စကားလေးကလည်းပဲအားပါတယ်နော်ဘာလို့ညီငွေခြင်းကတင့်တယ်လို့ပြောရတော့
မငင်းငွေရလို့ပေါ့ဟုတ်လားငင်းငွေတဲ့ဉာဏ်ကိုရအောင်လှုပ်တဲ့တယ်လို့တိုက်တွန်းတာနောက်ဒုတိယဘာဆက်ပြီးတော့မြတ်စွာဘုရားဖြစ်စေခြင်းတော့အလံဝိရဇိတုံဆွဲမဲ့မှုကင်းခြင်းကဒီသင်္ခါရတရားတွေအပေါ်မှာစွဲနေတဲ့မဲ့နေတဲ့သဘောတွေလုံးဝကင်းသွားခြင်းကအလံသင်လှသေးတာတွေတဲ့ဒါတွေပေါ်မှာစွဲမဲ့မနေနဲ့ဒါတွေပေါ်မှာစွဲမဲ့နေရင်ဒါတွေကထပ်ထပ်ဖြစ်နေမှာဒါတွေထပ်ဖြစ်နေလို့ရှိရင်ဒါတွေနဲ့ပတ်သက်တဲ့ဒုက္ခတွေခံရမှာပဲဘဝကိုမက်မိလို့ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေဦးဇင်းတို့ခံရတာပဲလေဘဝကိုမက်တော့ဘဝရတာပေါ့နောက်စလုံးစတော်ကြီးပြောတယ်နော်ဒီဒေတာမှာပေါ်ခဲ့တဲ့ယဟန္တာရှင်မြတ်ကြီးပြောခဲ့တဲ့စကားဟုတ်လားမသိလို့လိုချင်တော့ဆွဲလန်းတော့လှုပ်တော့ပါတော့ရတော့ခံပေါ့တဲ့ဟုတ်လားဒါပေမဲ့ကျွတ်တော့ခံရတာကိုမသိဘူးရပဲရကျင်တယ်ဟုတ်လားရတာကောင်းလားမကောင်းလားဘယ်သူမှမရှိစေဘူးရပဲရကျင်တယ်ဘဝကိုရကျင်တယ်ကောင်းတယ်ထင်တော့ရကျင်တာပေါ့ရကျင်တော့ရတော့ပါတော့ဘဝနဲ့ပတ်သက်တဲ့ဒုက္ခခံရတာပေါ့အိုချိန်ကြအိုရလိမ့်မယ်နားချိန်ကြနားလိမ့်မယ်သိချိန်ကြရင်သိရလိမ့်မယ်ဘဝမအိုသေးဘူးမနာသေးဘူးမသေးဘူးဆိုတော့ဘဝအကောင်းထင်နေတာပေါ့ဟုတ်လားလာလိမ့်မယ်နော်ဒါကသိပြီးတော့ကြာမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကဘဝဟာကောင်းမွန်တဲ့သဘောမှုတဲ့အတွက်ကြောင့်ဘဝကနေပြီးတော့လွတ်မြောက်ဖို့အတွက်ဒီဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းခြင်းကတင့်လာသေးတာတည်းတဲ့။ဆွဲမဲ့မှုကင်းတယ်ဆိုတာမဲ့ညာကိုပြောတာအားတဲ့။မဲ့ညာရမှဘဝရဲ့ပုံမှာအမှန်မြင်ပြီးတော့ဘဝရဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာကိုပေးပြီးတော့និရောဓသစ္စာကိုမျက်မှောက်ပြုနိုင်မှာဟုတ်လား။ဒါကြောင့်ဒုတိယမြတ်စွာဘုရားတိုက်တွန်းတာကပါတော့ဝိတ္တဇိတုံဆွဲမဲ့မှုကင်းခြင်းကအလံတင့်လာသေးတာတည်း။နောက်တတိယတိုက်တွန်းတာရှိသေးတယ်အဲ့ဒါပါတော့အလံဝိမု सी တုံဒီသင်္ခါရတရားတွေဒီဒုက္ခတရားတွေကနေလွတ်မြောက်ခြင်းကအလံသင်လှသေးတာတည်းတဲ့ဟောနောက်ဆွဲမဲ့မှုကင်းမှလည်းပဲလွတ်မြောက်သွားမှာပေါ့နော်ဆွဲမဲ့မှုကင်းပြီဆိုရင်ဒါမျိုးမရဘူးဒါမျိုးမရရင်ဒီကလွတ်တယ်လို့ခေါ်ရတယ်သို့တော့ကျွတ်တို့တွေကဘဝရဲ့ပုံမှာအကောင်းထင်နေတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာအမြင်မရှင်းတဲ့အတွက်ကြောင့်ဘဝကိုမက်မောတဲ့လောဘမျက်လုံးနဲ့ကြည့်တဲ့အတွက်ကြောင့်ဘဝချုပ်ငိမ့်သွားခြင်းဒီချမ်းသာတယ်ဆိုတာကိုနာကိုမလဲနိုင်ဘူးဖြစ်နေတယ်ဟုတ်လားဒါကဉာဏ်ရှိမှပါရမီထူးကဲမှဒီလိုလေးနေတဲ့အကြောင်းအရာတွေကိုနားလည်နိုင်တာဟုတ်လားဒါကြောင့်ကိုယ့်ကိုယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အောင်လေ့ကျင့်ပေးဖို့မလိုဘူးလားဉာဏ်ကလည်းနေထိုင်နေမရဘူးနော်ယောဂဝိဇာယတိဘူရိအာယောဂဘူရိသင်္ခယောတဲ့လေ့ကျင့်ကြိုးစားအထောက်ခြင်းအဖြစ်ဉာဏ်ပညာတိုးတက်လာတယ်လေ့ကျင့်ခြင်းမရှိခြင်းအဖြစ်ဉာဏ်ပညာဆုပ်ယုပ်သွားမလို့ဟောတယ်ဟုတ်လားလကားနေလကားဉာဏ်ကအလိုလျောက်ရောက်လာတဲ့အမျိုးမဟုတ်ဘူးဟုတ်လားလေ့ကျင့်ရတယ်ကြိုးစားရတယ်ပြောရရင်တရားအထောက်မှဉာဏ်ဆိုတာတက်လာတာဟုတ်လားဒါကမြတ်စွာဘုရားကပထမအပိုက်နေနဲ့နောက်ဒေသနာကိုဟောတာနော်တစ်ချိန်တုန်းကဟောဒီဝေပုံလတောင်ဟာပါစီနာဝန္တဆိုတဲ့နာမည်နဲ့ထင်ရှားခဲ့ဘူးတယ်အဲ့ဒီတုန်းကလူသားမျိုးနွယ်တွေကိုတိဝရမျိုးနွယ်လို့ခေါ်တယ်နှစ်ပေါင်း4000အသက်ရှည်ကြတယ်တောင်ကြီးက4ရက်တက်ပြီး4ရက်ဆင်းရလောက်အောင်မြင့်မားတယ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကောက်ကုတန်မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်ဝိတုဒ္ဓနဲ့သိဉ္စီဝါဆိုတဲ့လက်ဝဲတော်ရင်လက်ရတော်ရင်အက္ခတာဝကနှစ်ပါးဖြစ်ထွန်းတော်မူခဲ့တယ်ယဟန်တို့ကြည်ပါအဲ့ဒါတွေအခုဘာမှမရှိတော့ဘူးတဲ့ပါစီနာဝန္တဆိုတဲ့နာမည်လေးပျောက်သွားပြီနှစ်ပေါင်း4000အသက်ရှည်ရတဲ့တိဝရလူမျိုးတွေလည်းမကြံတော့ဘူးကောက်ကုတန်ဘုရားရှင်ကိုရမြတ်ကြီးလည်းပဲပြိဋိဘံဆန်းသွားပြီယန္တာရှင်မြတ်တွေလည်းအကုန်လုံးပြိဋိဘံဆန်းသွားကြပြီဒါကြောင့်မလို့သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမမြဲတဲ့သဘောမခိုင်တဲ့သဘောမတက်တာတဲ့သဘောရှိတယ်အဲ့ဒီလိုမကောင်းမွန်တဲ့အတွက်ကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာပြင်းပြင်းထန်ထန်ညှင်းငွေခြင်းကတင့်တယ်ဆွဲမဲ့မှုကင်းခြင်းကတင့်တယ်လွတ်မြောက်ခြင်းကတင့်တယ်တဲ့ဒါမြန်မာပြန်ရိုးရိုးလေးပြောကြည့်တာဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒေသနာကိုဆက်ဟောတယ်ယဟန်တို့တဲ့ဒီလိုနဲ့ကာလအလွန်ကြာလာတဲ့အချိန်မှာဟောဒီဝေပုံလတောင်ကြီးရဲ့နာမည်ကပဲပါစီနာဝန္တဆိုတဲ့နာမည်ပျောက်ပြီးတော့ဝင်ကကဆိုတဲ့နာမည်နဲ့ထင်ရှားလာပြန်နေတဲ့ဟောတောင်ကြီးရဲ့နာမည်ကဝင်ကကတဲ့နော်တောင်ကမပြောင်းလဲဘူးနာမည်တွေကပြောင်းနေတယ်ဟုတ်လားအဲ့ဒီခါတုန်းကဝင်ကကတောင်ရဲ့ဝန်းကျင်မှာနေကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့ရောဟိတတလူမျိုးတွေလို့ခေါ်တယ်တဲ့အဲ့ဒီရောဟိတတလူသားမျိုးနွယ်တွေဟာနှစ်ပေါင်း3000ကြာအောင်အသက်ရှည်ကြတယ်သူတို့တွေကအဲ့ဒီဝင်ကကတောင်ပေါ်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်3ရက်တက်ရတယ်ဆင်းကျင်ရင်3ရက်ဆင်းရတယ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကောဏဂုံဆိုတဲ့မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်ဟောအဲ့ဒီကောဏဂုံမြတ်စွာဘုရားမှာဘိယောသနဲ့ဥဒ္ဒရမထေဆိုပြီးတော့လက်ရတော်ရန်လက်ဝဲတော်ရန်အက္ခတဝကနှစ်ပါးဖြစ်ပေါ်ခဲ့တယ်ဒါသမိုင်းကြောင့်ပြောတာနော်ပတ္တထဘိက္ခွေယဟန်တို့ကြည်ပါတဲ့ဟောဉာဏ်နဲ့စဉ်းစားခိုင်းတာပဲအဲ့ဒါကိုလေနော်တာစီဝိမတ္တပပ္ပတ္တတမညာအန္တရဟိတာဝင်ကကဆိုတဲ့တောင်ကြီးရဲ့နာမည်ပျောက်ကွယ်သွားခဲ့ပြီတိသမနုဿကာလင်္ကတနှစ်ပေါင်း3000အသက်ရှည်ကြတယ်ရောဟိတတလူသားမျိုးနွယ်တွေတရားမှမကြံတော့ဘူးတဲ့သောစဘဂဝါပြိဋိဘုတော်လောကသုံးပါးမှာအထွတ်အထိပ်ဖြစ်တော်မူခဲ့တဲ့ကောဏဂုံမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလည်းပြိဋိဘံဆံသွားပြီဧဝံသင်္ခါရဘိက္ခွေအနိစ္စဧဝံသင်္ခါရအတုဝဧဝံသင်္ခါရအနတ္တတိကဒီစကားလုံးလေးသုံးလုံးတော့အိမ်ထိပါအောင်ယူသွားနော်သင်္ခါရတရားတွေဆိုတာအဲ့ဒါလို့
မတီမြဲတဲ့သဘောရှိတယ်အနိစ္စမခိုင်မာတဲ့သဘောရှိတယ်အတောဝမသက်တာတဲ့သဘောရှိတယ်အနတ္တတိကဒါကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာနိဗ္ဗိန်တိတုံညင်းငွေခြင်းကအလမေဝတင့်လာတိတာတိဝိရဇိတုံဆွဲမဲ့မှုကင်းခြင်းကအလံတင့်လာတိတာတိဝိမုတ်ရှိတုံလွတ်မြောက်ခြင်းကအလံတင့်လာတိတာတိဒီစကလုံးသုံးလုံးလဲပအောင်ယူသွားဟုတ်လားနိဗ္ဗိန်တိတုံဝိရဇိတုံဝိမုတ်ရှိတုံနိဗ္ဗိန်တိတုံဆိုတာဘာတော့ညင်းငွေခြင်းဟာဝိရဇိတုံဆိုတာဘာတော့ဆွဲမဲ့မှုကင်းခြင်းဟာဝိမုတ်ရှိတုံဆိုတာလွတ်မြောက်ခြင်းဟာဟုတ်လားဒါမြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဆန္ဒပါအဲ့ဒီအပိုက်လေးဟောပြီးတော့မြတ်စွာဘုရားတတိယပိုက်ဆက်ပြီးတော့ဒေသနာကိုဟောတော်မူတယ်ယဟန်တို့တဲ့ဒီလိုနဲ့ကာလအလွန်ကြာလာတဲ့အချိန်မှာဟောဒီဝေပုံလတောင်ကြီးရဲ့အဲ့ဒီဝင်ကကဆိုတဲ့နာမည်ဟာပျောက်ကွယ်သွားပြီးတော့သူပတ္တဆိုတဲ့နာမည်နဲ့ထင်ရှားလာပြန်တဲ့သူလည်းလောကဇက်ခုံမှာလောကရန်အမျိုးမျိုးနဲ့အပြောင်းလဲမျိုးမျိုးနဲ့သွားနေတာပေါ့ဟုတ်လားအဲ့ဒီတော့ကအဲ့ဒီသူပတ္တတောင်ကြီးရဲ့ဝန်းကျင်မှာရှိကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့တုတ်ပိယမျိုးနွယ်တွေလို့ခေါ်တယ်တဲ့အလွန်ချစ်စရာကောင်းတဲ့လူသားမျိုးနွယ်တွေလို့အဓိပ္ပာယ်ရမယ်ပေါ့နော်တောင်ကြီးကလည်းအလွန်ကြည့်လို့ကောင်းတဲ့ရှုခင်းလှတဲ့တောင်ကြီးပေါ့အဲ့ဒီတုတ်ပိယမျိုးနွယ်လူသားတွေဟာနှစ်ပေါင်း2000ကြာအောင်အသက်ရှည်ကြတယ်တဲ့သူတို့တွေကအဲ့ဒီသူပတ္တတောင်ကြီးဘောကိုရောက်ချင်တယ်ဆိုလို့ရှိရင်2ရက်တည့်ရတယ်ဆင်းကျင်ရင်2ရက်ဆင်းရတယ်အဲ့ဒီခေတ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကတ္တပဆိုတဲ့မြတ်စွာဘုရားထင်ရှားဖွင့်ခဲ့တယ်တိတ်တနဲ့ဘာရောဒါဇဆိုတဲ့အက္ခတဝကမထေရမြတ်ကြီးနှစ်ပါးမြတ်စွာဘုရားရဲ့အလုပ်ကျွေးဖြစ်ခဲ့တယ်ဟုတ်လားအက္ခတဝကဖြစ်ခဲ့တယ်ပေါ့နော်ယဟန်တို့ကြည်ပါတဲ့အဲ့ဒီတုန်းကဟောဒီဝေပုံလတောင်ကြီးရဲ့သူပတ္တဆိုတဲ့နာမည်ဟာပျောက်ကွယ်သွားခဲ့ပြီနှစ်ပေါင်း2000အသက်ရှည်ကြတယ်လို့ဆိုတဲ့နော်တုတ်ပိယမျိုးနယ်လူသားတွေအကုန်လုံးသိဆုံးသွားကြပြီလောကသုံးပါးမှာအထွတ်အထိပ်ဖြစ်တော်မူတဲ့ကတ္တပဘုရားရှင်ကိုရမြတ်ကြီးလည်းပြိဋိနိဗ္ဗာန်ဆံသွားပြီသင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတည်မြဲတဲ့မခိုင်မာတဲ့မသက်တာတဲ့သဘောရှိတယ်အနေစာအတုဝအနတ္တတိကဟုတ်လားဒါကြောင့်မလို့ဒီသင်္ခါရတရားတွေရဲ့ပုံမှာနိဗ္ဗိန်တိတုံညင်းငွေခြင်းကဝိရိဇိတုံဆွဲမဲ့မှုကင်းခြင်းကဝိမုတ်ရှိတုံလွတ်မြောက်ခြင်းကအလံသင်္လာတေတာတိပြောပုံလေးအလွန်မှကောင်းတယ်နော်မှတ်သားစရာကောင်းတယ်ဟုတ်လားတစ်ချိန်လုံးကဖြစ်ခဲ့တဲ့အနေအထားတွေကိုပြောပြီးတော့သုံးသပ်ပြတာဘယ်လောက်ထိတောင်မှနော်အနှစ်သားရှိတယ်ဆိုတာကိုစဉ်းစားဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒေသနာကိုဟောတယ်တဲ့ယဟန်တို့တဲ့အဲ့ဒါလိုနဲ့ကာလကြာလာပြီးတော့ဒီကနေ့ဒီအချိန်ခါအခုချိန်ခါပြစ္ဆုတ်ပံရောက်လာပြီနော်ဟောဒီဝေပုံလတောင်ကြီးရဲ့နာမည်ဟာဝေပုံလဆိုတဲ့နာမည်နဲ့ပဲအခုထင်ရှားနေတယ်တဲ့နော်ဒီဝေပုံလတောင်ကြီးရဲ့ဝန်းကျင်မှာနေကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့မဂရကမျိုးနွယ်တွေလို့ခေါ်တယ်တဲ့မာဂရလူမျိုးတွေသူတို့ရဲ့တက်တန်းကဘယ်လောက်ရှည်တုံးဆိုတော့နှစ်ပေါင်း100ပိုရင်နည်းနည်းပဲဟောဒီမဂရလူမျိုးတွေကဟောဒီဝေပုံလတောင်ပေါ်ကိုရောက်ချင်တယ်ဆိုရင်တမုတ်ချင်းတက်လို့ရတယ်တမုတ်ချင်းဆင်းလို့ရတယ်တောင်ကြီးလည်းအလွန်နှိမ့်သွားတယ်နော်ဒီအချိန်ဒီခါကာလမှာငါဘုရားရှင်ကိုရမြတ်ကြီးသစ္စာ၄ပါးကိုသိမြင်လို့တပ်ပညုတဉာဏ်ကိုရလို့ဘုရားဖြစ်ခဲ့တယ်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ဆိုပြီးတော့အက္ခတဝကအစုံဖြစ်ပေါ်ခဲ့တယ်ဒါကိုလည်းပဲမြတ်စွာဘုရားဘာလို့ခိုင်းတော့စဉ်းစားခိုင်းတယ်ကြည်ခိုင်းတယ်ပတ္တထဘိက္ခုရန်တို့ကြည်ပါတဲ့ဟောဒီဝေပုံလတောင်ကြီးရဲ့ဒီဝေပုံလဆိုတဲ့နာမည်တစ်ချိန်မှပျောက်ကွယ်သွားအောင်မေတဲ့တားလို့မရဘူးနော်အနိစ္စစက်ရန်တရားကြီးကိုအရင်တို့တားလို့မရဘူးဟုတ်လားနှစ်ပေါင်း100အသက်ရှည်ကြတယ်ဆိုတဲ့ဟောဒီမဂရလူမျိုးတွေတရားမှကြံမှာမဟုတ်တဲ့တစ်ချိန်မှာအကုန်လုံးတည်ဆုံးသွားလိမ့်မယ်ဘုရားရှင်ကိုရမြတ်ကြီးလည်းပဲပြိဋိနိဗ္ဗာန်ဆံသွားလိမ့်မယ်ငါဘုရားလည်းပြိဋိနိဗ္ဗာန်ဆံသွားလိမ့်မယ်ဒါကြောင့်သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတည်မြဲသောမခိုင်မာသောမသက်တာသောသဘောရှိတယ်ဒါကြောင့်ညီးငွေခြင်းကဆွဲမဲ့မှုကင်းခြင်းကလွတ်မြောက်ခြင်းကတင့်တယ်တဲ့ဒီနေ့မှာပိဿတို့တစ်ခုဖြတ်ပြီးတော့ရက်ပြီးတော့စဉ်းစားကြည့်အောင်နော်ရှေးကဘုရားရှင်ကိုရမြတ်ကြီးတို့ရဲ့တဆူနဲ့တဆူကြားကာလနော်တက်တန်းကွာခြားမှုနဲ့ဦးဇင်းတို့ဘုရားရှင်ကိုရမြတ်ကြီးရဲ့လက်ထက်တက်တန်းကွာခြားမှုရဲ့ထူးခြားချက်ကိုမတွေ့ရဘူးလားကာကုတံမြတ်စွာဘုရားနဲ့ကောဏဂုံမြတ်စွာဘုရားတက်တန်းကဘယ်လောက်กว่า1000กว่าတော့နော်ကတ္တဗမြတ်စွာဘုရားလက်ထက်ကြောင့်လည်း1000ကျော်သွားတယ်တောင်ကြီးကလည်းပဲဘုရားတဆူနဲ့တဆူကြားတရက်တက်စာလောက်နှိမ့်သွားတယ်အမှန်ကတောင်ကြီးကနှိမ့်သွားတာမဟုတ်မြေကြီးတွေကမြင့်လာတဲ့သဘောဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကြတော့ကတ္တဗဘုရားရှင်ကိုရမြတ်လက်ထက်ကအနှစ်2000တန်းလူသားတွေဟာဘယ်လောက်ထိကျော်သွားနှစ်100တဲ့အများကြီးထိုးကြသွားတယ်ဟုတ်လားတောင်ကြီးကလည်းတမုတ်ချင်းတက်နိုင်တယ်တမုတ်ချင်းဆင်းနိုင်တယ်ဒါကဦးဇင်းတွေးမိတာတခုကဘုရားတဆူနဲ့တဆူကြားဂျာကာလရဲ့မတူညီမှုလို့ဒီလိုတွေးမိတယ်ပေါ့နော်ကတ္တဗဘုရားရှင်ကိုရမြတ်ကြီးနဲ့ဂေါတမဘုရားရှင်ကိုရမြတ်ကြီးရဲ့ဂျာကာလကပိုးပြီးတော့ရှီကြပုံရတယ်ဆိုတဲ့အမြင်ပေါ့ဟုတ်လားအေးဘာပဲပြောပြောအိဋ္ဌတရားတွေဆိုတဲ့အမြင်ကိုတော့စိတ်ထဲမှာထင်ရှားအောင်ကြိုးစားရမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကဒီသုတ်တံကိုဘာနဲ့ဏီကုန်းချုပ်လဲဆိုတော့ဂါထာလေးတစ်ပုဒ်နဲ့ဏီကုန်းချုပ်ထားတယ်အဲ့ဒီဂါထာလေးကပေတပေါင်းတော်ကောင်းတို့ရဲ့နှုတ်ဖျားမှာရှီကောင်းရှိနိုင်တယ်ဦးဇင်းတို့ဇာတိရရွာဒေသမှာတော့ဒီဂါထာလေးကနော်တိတက်တဲ့အရွယ်ကစပြီးတော့လူတိုင်းလိုလိုရားကြတယ်ဘာလို့လဲဆိုတော့
လူတယောက်တည်းလို့သင်္ချန်ကုန်းမှာအတုပါရှုကြပြီဆိုရင်ဒီဂါထာလေးကိုဘုန်းတော်ကြီးတွေရောလူတွေရောအကုန်လုံး3ချိန်ရွတ်ရတယ်။နောက်ဒီဘက်ဒီဒေသမှာတော့အဲ့ဒီကျင်ကြီးမှုအဲ့ဒီအလေးထားရှိသလားမရှိဘူးလားတော့မသိဘူးနော်။အနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမိနောဥပ္ပိစိတ်တဝါနိရောဇန္တိတေတံဥပသမောတုခောတဲ့ကြားဘူးလား။အနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမိနောဥပ္ပိစိတ်တဝါနိရောဇန္တိတေတံဥပသမောတုခောတဲ့အလွန်လေးနေတဲ့ခါတာနားလေဖို့သိမလွယ်လှ။အနိစ္စဝတ္တသင်္ခါရတဲ့အကြောင်းတရားတွေအကြောင်းဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေဟာမတည်မြဲတဲ့သဘောတွေတဲ့ဥပ္ပါဒဝယဓမိနောတဲ့ဖြစ်ပြီးရင်ပြတ်သွားတဲ့သဘာဝတရားတွေတဲ့ဥပ္ပိစိတ်တဝါနိရောဇန္တိတဲ့ခိုင်မောင်ထပ်ပြောတယ်ဖြစ်ပြီးရင်အဲ့ဒါတွေအကုန်လုံးပျောက်သွားလိမ့်မယ်ပြတ်သွားလိမ့်မယ်မရှိတော့ဘူးတဲ့တေတံဥပသမောတုခောတဲ့နောက်ဆုံးအဲ့ဒီပါတာလေးကတော့အလေးနဲ့ဆုံးနားလည်ဖို့အခက်ခဲဆုံးအပိုင်းပေါ့နော်တေတံထိုဖြစ်ချင်းပြက်ချင်းတို့ဖြင့်အမြဲတမ်းနှိမ့်ဆက်မှုကိုခံနေရတဲ့ဒီသင်္ခါရတရားတို့ရဲ့ဝိပသမောငြိမ်းခြင်းသည်သူခေါ်ချမ်းသာတယ်တဲ့သင်္ခါရတရားတွေငြိမ်းသွားတာချမ်းသာတယ်မိတော်ကြီးငြိမ်းသွားတယ်ဆိုမပူတော့ဘူးပေါ့ဟုတ်လားဒါပေမဲ့ခက်တာကဓမ္မဦးဇင်းတို့တွေကအဲ့ဒီယုံနံဆိုတဲ့မိတော်ကြီးကိုမိတော်ကြီးမှမသိတဲ့အခါကျတော့ဒါကြီးကိုဦးဇင်းတို့ကနားမလဲနိုင်မှုနဲ့ဘာလို့နေတော့မက်နေကြတာမင်းတို့ဒါကြီးငြိမ်းသွားမှတော့ချမ်းသာမယ်ဆိုတာကိုနားကိုမလဲနိုင်မှုဖြစ်နေကိုနားလေတဲ့ချမ်းသာမှုကဒါကြီးတန်လန်းနဲ့ကိုမြင်နေတာလေးမြင်ရရင်ကောင်းတယ်ကိုကြားနေတာလေးကြားရင်ကောင်းတယ်ကိုစားနေတာလေးစားရင်ချမ်းသာတယ်ကိုသိတဲ့ချမ်းသာကဒီလောက်သိတာဟုတ်လားဘုရားရဟန္တာသူတော်ကောင်းကြီးတွေသိတဲ့ချမ်းသာကအဲ့ဒီလောက်ကလားဒီကမနော်အဲ့ဒါတွေကတကယ်သူတို့ကဆင်းရဲလို့မြင်တာလေအဲ့ဒါတွေချုပ်ငိမ့်သွားမှချမ်းသာတယ်လို့မြင်တာဒါကြောင့်ဦးဇင်းတို့ပုရုဇဉ်တွေကချမ်းသာလို့မြင်တဲ့အရာကိုအရိယာတွေကဆင်းရဲလို့မြင်တယ်တဲ့အရိယာတွေကချမ်းသာလို့မြင်တဲ့အရာကိုပုရုဇဉ်တွေကဆင်းရဲလို့မြင်တယ်တဲ့အချင်းချင်းဘလို့ဖြစ်နေလို့ဆိုတော့ဆန့်ကျင်နေတယ်အမြင်တွေကမတူဟုတ်လားအဲ့တော့ဦးဇင်းတို့ကချမ်းသာလို့ထင်တဲ့အခါကျတော့မက်တာပေါ့မက်မောတာကိုလောဘလို့ခေါ်မယ်နော်အဲ့ဒီလောဘကိုဘာလို့ပြောမလို့သမုဒိယသစ္စာကိုမက်နေတဲ့အရာကြီးပဲကိုပြန်ရမှာနော်ကိုမက်နေတဲ့အရာကြီးကမကောင်းတဲ့အရာကြီးမကောင်းတာကြီးကောင်းတယ်ထင်ပြီးတော့မက်နေတာကိုထင်တာကထင်တာပဲတကယ်အမှန်ကအမှန်ပဲလေကောင်းတယ်ထင်ပြီးတော့မက်တယ်တကယ်ရတော့မကောင်းတာကြီးကမကောင်းတဲ့သဘောကြီးပဲဖြစ်နေတယ်အချိန်တိုင်းရင်ဘာလုပ်မလို့အိုရမယ်နားရမယ်သိရမယ်ဒါတိဒီအိုချင်းနာချင်းသေချင်းဆိုတာကိုဦးဇင်းတို့ရဲ့နားတဲ့ကကြားနေကြဆိုတော့ကြောက်အောင်မှလည်းမသိဘူးလန့်အောင်လည်းမသိဘူးတန်ဝေကရအောင်မှလည်းမသိဘူးဟုတ်လားမကြောက်တဲ့လို့လားတတိတွေကောင်းလုံးလားဆိုတာမဟုတ်ဘူးမတွေ့သေးလို့ဟုတ်လားဘာလို့လဲတော့မတွေ့သေးလို့တွေ့ပြီဆိုရင်တော့အလွန်ကိုကြောက်တယ်။သေရတော့မယ်ဆိုတာသိပြီဆိုရင်ဘာဖြစ်ကြတာများတော့ငိုကြတာပဲများပါတယ်။ငိုလို့လည်းမလွတ်နိုင်ဘူးဆိုတာသိပါလက်ကဲနဲ့အရှက်မရှိငိုကြတာပဲ။တချို့ဆိုရင်နှုတ်ကတောင်ထွက်ပြီးတော့ပြောရရှိတယ်။ငါ့ကိုမကယ်နိုင်တော့ဘူးလားလှုပ်ပါဦး။ဘယ်ကယ်နိုင်မလို့ကိုယ့်ကိုကယ်မယ်ဆိုတဲ့လူကလည်းပဲသူလည်းသေရမှာပဲလေ။ဟုတ်လား။ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့မကြောက်တာတတ္တိကောင်းလုံးလို့အမြင်တွေထက်သန်လုံးလို့မကြောက်တာမဟုတ်ဘူးမတွေ့သေးလို့မကြောက်တာမတွေ့ပဲနေမှာလား။တွေ့ရမှာနော်။ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ဘဝကိုဒုက္ခမှမသိတော့မက်တယ်မက်တော့ဒီဘဝကြီးရတယ်ရတော့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေတွေ့ရတယ်ကျင်ရတယ်ဒါပဲလေဘုရားရဟန္တာရှင်မြတ်ကြီးတွေကြတော့ပါတော့ဘာဘဝကိုဒုက္ခလို့နားလေသွားတယ်တကယ်သိသွားတယ်မြင်သွားတော့မက်မုံမှုချုပ်သွားတယ်မက်မုံမှုချုပ်တော့ဒီလိုဘဝမျိုးမရတော့ဘူးဟုတ်လားအဲ့ဒါကိုဘာပြောတော့တေတံဝုပသမောတုခေါ်တယ်အဲ့ဒီသဘာဝတရားတွေအဲ့ဒီဘဝဆိုတဲ့တရားတွေအဲ့ဒီသင်္ခါရဆိုတဲ့တရားတွေအဲ့ဒီဖြစ်ချင်းပြက်ချင်းဆိုတဲ့တရားတွေအဲ့ဒါတွေရဲ့ဝုပသမောငြိမ်းချင်းတည်သူခေါ်ချမ်းသာတယ်တေတံဝုပါသမောတုခေါ်ဒီစကလုံးလေးသုံးလုံးမှတ်တာဟုတ်လားတေတံထိုသင်္ခါရတရားတို့ဤဝုပါသမောငြိမ်းခြင်းသည်သူခေါ်ချမ်းသာခြင်းပဲချမ်းသာတယ်တဲ့ဒါကိုချမ်းသာလို့ချမ်းသာမှန်ကိုဦးဇင်းတို့သိဖို့မလွယ်ဘူးနော်ဟုတ်လားဒီချမ်းသာကိုသိကျင်တယ်ဆိုလို့ရှိရင်ဘဝဒုက္ခကိုမြင်အောင်ကြိုးစားမှသိနိုင်ဘဝဆင်းရဲတယ်လို့သိရင်သိသလောက်ဘဝငြိမ်းသွားခြင်းဒီချမ်းသာတယ်ဆိုတာကိုအလိုလျောက်သိလိမ့်မယ်ဟုတ်လားဘဝကိုဆင်းရဲတယ်လို့မသိသေးသမျှဘဝငြိမ်းသွားရင်ချမ်းသာမယ်ဆိုတာကိုသိဖို့မလွယ်ဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒါပါလဲလို့မေးရင်ဝေပုံလပပဒတုတ်တံမြင်သည်မြတွေ့သည်မြကြားသည်မြကိုမြတ်စွာဘုရားကမတည်မြဲတဲ့အရာတွေလို့သိစေခြင်းဟုတ်လားဘာလို့တော့အဲ့ဒါကိုသိရခြင်းဟာအလွန်မှမြင့်မားတဲ့ကောင်းမှုကြီးကိုပြုဟာရောက်တယ်ဟုတ်လားတရားဓမ္မတို့ပတ်စံတွေတတ်နိုင်လို့တရားတရားအာကြီးလို့အလူကံပုဂ္ဂိုလ်လည်းရှိလို့စัจ java လာနဲ့အပြည့်ရည်စည်းဥစ္စာတွေလှူကြိုက်သလောက်လှူဒီခန္ဓာရဲ့ဘဝရဲ့မတည်မြဲမှုကိုသိတဲ့ဉာဏ်ပညာကိုမီးကိုမမေ့ဘူးပေးတာပဲတိတာပဲတလိုင်းစီပေါ့နော်သဘောပေါက်ရလားအဲ့ဒါလိုပြောလိုက်လို့ပေးတာကန္တာလှူတာတန်းတာမလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်သူ့အနေနဲ့သူပဲလေဆိုကြပါစို့ဦးဇင်းတို့ပေးနေကြဥမာလေးတစ်ခုပြောပြမယ်ငွေတစ်ချက်သားငွေစင်တစ်ချက်သားတော်တော်တန်ဖိုးကြီးတာပေါ့ငွေသားတွေနော်ရှေ့တုန်းကငွေတင်းကားပြားတယ်ဟုတ်လားတန်ဖိုးရှိတယ်
ရွှေတကြသားဆိုရင်ကြတော့ဘယ်လိုနေမလို့ပိုးပြီးတော့တန်ဖိုးရှိသွားတယ်တကြသားချင်းတူပြီမလို့တန်ဖိုးချင်းတူသလားရွှေတကြသားနဲ့ငွေတကြသားနဲ့ကရှင်လို့ကိုမရဘူးနော်ဟုတ်လားအဲ့လိုဆိုလို့ချင်းဆက်စဉ်းစားပါဦးဖားကန်တို့မိုးကုတ်တို့ကထွက်တဲ့ကြောက်စိမ့်သိန်းလေးတွေနီနီလေးတွေနော်အည်သွေးတွေပြည်ဝနဲ့တကယ်ကိုပဲအပြစ်အနာစာကင်းပြီးတော့အည်ကိုလဲနေတယ်ဆိုရင်ဘယ်လိုနေမလို့ရွှေတကြသားတဲ့အများကြီးတာသွားပြီနော်တိန်1000ဆိုလဲဟုတ်တယ်2000ဆိုလဲဟုတ်တယ်ပြောနေကြတာဟုတ်လားစဉ်းစားပါအောင်ဆက်ပြီးတော့စိန်တကြသားလောက်လုံးဝအပြစ်ကင်းပြီးတော့နော်တောင်းနေတဲ့နော်လုံးဝအပြစ်ကင်းတဲ့စိန်တကြသားလောက်ရမှဆိုရင်ဘယ်လိုနေမလို့ပို့ပြီးတော့တန်ဖိုးဟာမြင်သွားပြီနော်ဒေါ်လာကိုတန်းနဲ့ချီပြီးတော့တန်တော့မှာဟုတ်လားတကြသားချင်းတူပေမဲ့လို့တန်ဖိုးချင်းမတူတန်ဖိုးကတော့ရှိတော့ရှိကြတာပဲဒါပေမဲ့တန်ဖိုးအနှိမ့်အမြင့်ကွာနေတာကိုမြင်ရမယ်ဟုတ်လားငွေလဲတန်ဖိုးရှိတယ်ရွှေလဲတန်ဖိုးရှိတယ်ကြောက်လဲတန်ဖိုးရှိတယ်စိန်လဲတန်ဖိုးရှိတယ်တန်ဖိုးရှိတယ်ဆိုတိုင်းတူသလားမတူဘူးအနှိမ့်အမြင့်အကြီးသေးပွာချားနေတယ်ငွေကငွေပဲရွှေကရွှေပဲကြောက်ကကြောက်ပဲဟုတ်လားအဲ့လိုပဲဒါနသီလသမာဓိပညာကုသိုလ်တွေဟာတန်ဖိုးကတော့ရှိကြတာကြီးပဲဒါပေမဲ့အကြီးအသေးအနှိမ့်မြင့်မတူဘူးဒါနကဒါနပဲသီလကသီလပဲသမာဓိကသမာဓိပဲပညာကပညာပဲအဲ့ဒီကုသိုလ်ကောင်းမှုတွေထဲမှာဘာကအကြီးအသေးအမြင့်ဆုံးလဲလို့မေးရင်ပညာအကောင်းဆုံးနဲ့မလွဲစေနဲ့ဆိုတာအဲ့ဒီပညာကိုရအောင်ယူလို့ပြောတာဟုတ်လားဒါကြောင့်ပိဿပေါင်းတို့ဒီကနေ့ညအကောင်းဆုံးနဲ့မလွဲစေနဲ့လို့တရားကောင်းစီလေးတက်ပြီးတော့ဝေလာမသုတ်တန်ရဲ့ဝေပုံလာပပ္ပဒသုတ်တန်ရဲ့ဆိုတော့သုတ်တန်တရားဒေသနာနှစ်ပုဒ်ကိုတနာရီ15မိနစ်လောက်ချင်းယူပြီးတော့ဦးဇင်းတို့ပြောခဲ့ကြတာဟုတ်လားနာယူခဲ့ကြတာတကယ်အနှစ်သာရအနေနဲ့အနှစ်ချုပ်မှတ်ရမှာကပါတော့အကောင်းဆုံးနဲ့မလွဲစေနဲ့ဆိုတာပဲဟုတ်လားအကောင်းဆုံးနဲ့မလွဲစေနဲ့ဆိုပြီးတော့ပြောလိုက်လို့သူ့ထက်အည်သွေးနေတဲ့ကုသိုလ်တွေမလိုအပ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်တသိန်းတန်နဲ့လွဲရတာနဲ့စာရင်သိန်း1000တန်နဲ့လွဲရတာကပို့ပြီးတော့ရင်နာစရာကောင်းတယ်ဆိုတဲ့အမြင်မျိုးကိုပြောတာဟုတ်လားတရားဓမ္မလူတွေရဲ့ဘဝအခြေအနေကဒီကုသိုလ်ကောင်းမှုကြီးကိုအရယူနိုင်တဲ့အစွမ်းအစအခြေအနေရှိနေပြီသားဘဝရဲ့တန်ဖိုးပေါ့နော်ဒီကုသိုလ်ကောင်းမှုကြီးကိုအရယူဖို့အတွက်မှန်ကန်တဲ့နီလန်းအစိုးအမလို့ဆိုတဲ့သာသနာတော်မြတ်ကြီးနဲ့လည်းတွေ့ခွင့်ရတယ်ဘဝလည်းကောင်းတယ်အခါလည်းကောင်းတယ်ဒါကိုဘာခေါ်တော့အခွင့်အရေးပေါ့နော်အဲ့ဒီအခွင့်အရေးကိုဦးဇင်းတို့တွေဟာပညာဆိုတဲ့ကောင်းမှုကြီးကိုရအောင်ယူနိုင်မှအသုံးချရရောက်နော်နောက်ရှင်အခွင့်အရေးကိုဘာလို့ပြလိုက်ရအောင်ဖြုံးပြီးပြလိုက်ရအောင်ဟုတ်လားဒါကြောင့်ပိဿပေါင်းတို့ကောင်းတို့အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့တတိပဋ္ဌာန်ဘာဝနာကိုရှုမှတ်ပွားများခြင်းဆိုတဲ့နိလန်းကိုအသုံးပြုပြီးတော့ပညာဆိုတဲ့အနိစ္စတင်ညာလို့ဆိုတဲ့အမြင့်မားဆုံးကောင်းမှုကြီးကိုရအောင်ယူကြရမယ်ဒါဆိုလို့ရှိရင်အကောင်းဆုံးနဲ့မလွဲဘူးပေါ့နော်တတိပဋ္ဌာန်တရားကိုပွားများခြင်းမရှိဘဲနဲ့ပညာကိုရအောင်မယူဘူးခန္ဓာရဲ့မတည်မြဲမှုကိုတော့သိတဲ့အသိဉာဏ်ပညာမရလိုက်ဘူးဆိုရင်တော့သိကြတယ်အဲ့ဒါအကောင်းဆုံးနဲ့လွဲသွားပြီပေါ့နော်ဒါကြောင့်ပိဿပေါင်းတို့ကောင်းတို့ဒီအပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ကိုယ့်ဘဝကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုတ်ပြီးတော့နေခြင်းလို့ဆိုတဲ့တတိပဋ္ဌာန်ဘာဝနာကိုကြိုးစားပွားများအားထုတ်ပြီးတော့ခန္ဓာရဲ့မတည်မြဲတဲ့သဘာဝအမှန်เนาะအနိစ္စသဘောတရားကိုသိကြမြင်ကြနားလည်ကြပြီးတော့နောက်ဆုံးမဉ္ဇဉ်ဘုံဉ္ဇဉ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအားထုတ်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ဗံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း